မိသက်တင်တန်းမှာဒီမိန်းကလေးကသူ့လုပ်ဖော်ကိုင်ဘက်တွေကိုဓာတ်ပုံရိုက်ပေးနေတော့မမျှော်လင့်ပဲရေဖြန်းခံလိုက်ရပါတယ်စုချင်းကခန္ဓာကိုယ်သေးသွယ်ပြီးအေးမိသွားမှဆိုလို့စုံရံချက်ချင်းပဲစိတ်ပူသွားတာပါဒါကြောင့်သူကစုချင်းကိုရေချိုးခန်းနဲ့ခေါ်သွားပြီးသူ့ဝေစားတွေငှားပေးခဲ့ပါတယ်ဒါပေမဲ့အဝေစားတွေကမတော်ပဲပွားရောက်နေတော့စုချင်းစပင်6ခန်းတဲ့ခါတတိကအောက်ဖြစ်နေခဲ့ပါတယ်ဒါကိုမြင်တော့စုံရံလည်းမနေနိုင်တော့ပဲသူ့လက်ထဲကစပင်6ခန်းဆက်ကိုယူပြီးကိုယ်တိုင်စပင်6ခန်းပေးပါတော့တယ်မိန်းကလေးစပင်ကိုအ6ခန်းပေးဘူးတဲ့အတွေ့အကြုံမရှိတော့စပင်တွေရှုပ်ပွက်ကုန်လို့ဘီကိုယူပြီးဖိပေးခဲ့ပါတယ်စုံရံရဲ့နူးညံ့ပြီးတည်ကြည်တဲ့အပြုတ်မှုကိုကြည်ရင်စုကျန်းတယောက်လွန်ခဲ့တဲ့10နှစ်ကစုံရံသူ့စပင်ကိုဖိပေးပြီးနမ်းခဲ့တာကိုတတိယသွားပါတယ်အခုချိန်ထိသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အပြင်းအထူးချစ်နေကြတော့မဲ့ဒါပေမဲ့စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်မှဆိုးတာကြောင့်စုံရံကမျက်လုံးချင်းမစုံပဲရှောင်ဖယ်နေပြီးတိတ်တိတ်ဆော်ရလေးပဲကြည့်နေမိကြပါတယ်ဒါပေမဲ့စုကျန်းကတော့စိတ်လှုပ်ရှားလာပြီးသူတို့လမ်းခွဲပြီးနောက်ပိုင်းစုံရံဘာတွေဖြတ်တန်းခဲ့ရလဲဆိုတာသိချင်နေခဲ့ပါတယ်လွန်ခဲ့တဲ့10စုနှစ်အတွင်းစုကျန်းရဲ့အမေကသူ့ကိုဘယ်လိုနှိမ့်ဆက်ညှဉ်းပန်းခဲ့လဲဆိုတာကိုစုံရံကမသိစေချင်ပါဘူးစုချင်းကစုံရံတစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာရိပ်မိပြီးစက်တိုက်မင်းမြန်းနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစုံရံဟာအဲ့ဒီနေ့မနက်ပိုင်းကစုချင်းရဲ့အမေနဲ့ပြောခဲ့တဲ့စကားတွေကိုတတိယသွားပါတယ်စုချင်းအမေကသူတို့မိသားစုတွေဟာမတူညီတဲ့ကဘာကဖြစ်ပြီးစုံရံကတမီးဖြစ်သူနဲ့မတန်တဆဘူးဆိုတာသူ့ဂုဏ်သိက္ခာကိုနှိမ့်ချစော်ကားပြီးတမီးဖြစ်သူနဲ့ဝေးဝေးမှနေဖို့ပြောခဲ့တာပါဒါကိုတွေးမိပြီးစုံရံကစုချင်းဘက်လှဲ့ကအတိတ်ကိုအကြီးမရအဖက်မရပြန်မပြောဖို့နဲ့သူ့ရဲ့ရာဇဝင်ကိုဆက်စုဖို့ဘာခွင့်ရရှိလဲလို့မေးလိုက်ပါတယ်စုချင်းကစုံရံဟာသူနဲ့အဆက်အသွယ်ဖြတ်ချင်နေပြီလို့ထင်ပြီးအကြီးကျယ်စိတ်ထန်ရသွားပါတယ်အဲ့ဒီနောက်ကျန်းရံကသူတို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အကွာအဝေးတစ်ခုမှနေပြီးတယောက်နဲ့တယောက်မတွေ့ကြဖို့ပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်နားလည်မှုလွယ်ပြီးအဲ့ဒီညနှုတ်ဆက်ပွဲမှာမပြေမလဲနဲ့ပဲလမ်းခွဲခဲ့ကြပါတယ်သူတို့ဘေးချင်းကထိုင်နေကြပေမဲ့အခြေအနေတွေပြေလည်သွားစေမဲ့စကားတစ်ခုမှမပြောခဲ့ကြပါဘူးမိသက်သမားတွေကဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကိုဆွေးနွေးကြတဲ့အခါစုချန်ကသူ့အမြင်ကိုပြောပြခဲ့ပါတယ်သူကအတွင်းပိုင်းပြုပြင်ပြောင်းလဲမှုကိုကောင်းမွန်တဲ့အရာလို့ထင်မြင်ပေမဲ့ဒီအလုပ်ကပင်ပန်းလွန်းတယ်လို့လည်းခံစားရပါတယ်မိသက်သမားတွေအားလုံးကိုသူရဲကောင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဝင်ထုတ်ဝန်ကိုမဖြစ်ကြဖို့ဒါဟာအလုပ်တစ်ခုသာဖြစ်ကြောင်းသူကအကြံပြုခဲ့ပါတယ်ဒါပေမဲ့စုံရံကတော့စုချန်ဟာသူတို့ရဲ့အလုပ်ကိုအတိမတ်မပြုဘဲပယ်ချလိုက်တယ်လို့ခံစားရပြီးဒေါသတကြီးနဲ့ဖန်ခွက်ကိုချကစုချန်ကိုအပြင်ထွက်စကားပြောဖို့ခေါ်ထုတ်သွားပါတယ်တင်နန်းကွင်းထဲမှာစုံရံကစုချန်ကိုဒေါသတကြီးနဲ့အော်ဟစ်ဆဲဆိုပါတော့တယ်စုံရံသူ့အပေါ်ဘလောက်တောင်နားလည်မှုလွဲနေလဲဆိုတာမြင်လိုက်ရတော့စုချင်းဟာရှင်းမပြနိုင်ခင်မှာတင်မျက်ဝန်းတွေမြင်မြန်းလာပါတယ်စုံရံကတော့စုချင်းကိုနာကျင်ဝမ်းနည်းမှုတွေနဲ့ခြံထားခဲ့ပြီးဒေါသတကြီးထွက်ခွာသွားခဲ့ပါတယ်တကယ်တော့စုချင်းဆိုလိုတာကစုံရံကိုသူ့ရဲ့ယုံကြည်ချက်တွေအတွက်အရာရာကိုရင်းမပြစေချင်ုံတတ်ပါနောက်တနေ့မှာဆေးရုံကိုပြန်ရတော့မှဖြစ်လို့စုချန်းဟာမထွက်ခွာခင်စုံရံတုံးခဲ့တဲ့အရာအလုံးကိုနှုတ်ဆက်ဖို့အသုံးဆောင်ပစ္စည်းတူလောင်ခန်းစီသွားခဲ့ပါတယ်မမျော်လင့်ပဲစုံရံရဲ့မိသက်ကားထဲမှာသူတခါကပေးခဲ့ပူတဲ့မိချစ်လေးကိုတွေ့လိုက်ရပါတယ်သူဝမ်းသာအားရဖြစ်လွန်းလို့မိုးလူမီးပါဖြစ်သွားပြီးမိချစ်လေးကိုလက်နှစ်ဖက်နဲ့ချစ်ပါအောင်စုပ်ကင်ထားခဲ့ပါတယ်နောက်ဆုံးတော့သူဟာစုံရံနဲ့အရာအလုံးကိုပြန်လက်အဆင်ပြေအောင်လုပ်ဖို့တက်တီတွေရရှိသွားခဲ့ပါပြီအဲ့ဒီညမှာစုကျန်းရဲ့ကားမိသက်စခန်းကနေထွက်ခွာသွားချိန်မှာတော့စုံရံဟာရှုပ်ထွေးဝေလီတဲ့ခံစားချက်တွေနဲ့အဝေးကနေနေကြည့်ကြံရခဲ့ပါတယ်နောက်တနေ့မှာစုံရံဟာခွေးအိမ်ရှိမှာတယောက်တည်းထိုင်ရင်းသူ့ဖုန်းကိုငင်းငိုင်ကြည့်နေခဲ့ပါတယ်သူကအဆက်အသွယ်စရင်းကိုဖွင့်ပြီးစုကျန်းရဲ့တပ်ပုံကိုဝိုင်းနေစွာကြည့်နေခဲ့တာပါဖုန်းကိုပြန်ချမှရင်သူကစုကျန်းရဲ့နံပါတ်ကိုမတော်တဆနှိမ့်မိသွားပါတယ်အကြက်ရိုက်ပြီးဘာလို့ရမှန်းမသိဖြစ်ကဖုန်းမနှိမ့်မိတာလို့သူကအလင်းအစလို့ပြောလိုက်ပေမဲ့စုကျန်းကတော့သူ့ရဲ့စင်ကြေကိုချက်ချင်းပဲရိမ့်မိသွားပါတယ်စုံရံကတင်တဲ့အစီရင်ခံစာရေးပြီးပြီလားလို့မေးပြီးအကြောင်းအရာကိုချက်ချင်းပြောင်းလိုက်ကဖုန်းကိုအမြန်ချလိုက်ပါတယ်တနေ့မှာတော့မိသက်စခန်းနဲ့ဆေးရုံတို့ပူးတွဲပြီးမိငိမ့်တက်မှုစက်တိုက်လေ့ကျင့်ခန်းလုပ်ခဲ့ကြပါတယ်စုချန်ဟာလေ့ကျင့်ခန်းတွေမှာပိတ်မိနေတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတဦးအဖြစ်တရုတ်ဆောင်ဖို့ရွေးချယ်ခံခဲ့ရပါတယ်သူကသတ်မှတ်ထားတဲ့အတိုင်းဆေးပြင်ဆင်ခန်းထဲကိုလိမ္မာရင်ကျေးစွာဝင်သွားခဲ့ပါတယ်မကြခင်မှာပဲတတိပေးခေါင်းလောင်းတန်ညီလာပြီးလူတိုင်းနှာခေါင်းနဲ့ပါးစပ်ကိုပိတ်ကာပြတလဲဆုံးခွာသွားကြပါတယ်စုချန်ကတော့ဆေးကန်းထဲမှာဇညွန့်အတိုင်းလိုက်နာနေခဲ့ပါတယ်အဲ့ဒီနောက်အပြင်မှာမိသက်ကားတန်တွေကိုသူကြားလိုက်ရပါတယ်သူမျက်တုပ်ပူဝါကိုကောက်ကင်လိုက်ပေမဲ့ဘယ်သူမှလာမရှာပဲအကြာကြီးစောင့်ဆိုင်နေခဲ့ရပါတယ်တကယ်လို့ဒါဟာတကယ်မိလောင်မှုသာဆိုရင်သူတေဆုံးနေလောက်ပြီလို့တွေးမိပြီးမတက်ရက်လိုက်တဲ့အချိန်မှာပဲစုံရံကတကားကိုဝန်းခနဲ့တွန်းဖွင့်ပြီးဝင်လာပါတယ်စုချန်းကလည်းတကယ်လို့ဒါသာအစ်စ်မှန်ဆိုရင်အခုစုံရံမြင်ရမှာကအလောင်းပဲဖြစ်လိမ့်မယ်လို့မကြေမနက်ညီးတော့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့တုန်ခါမှုတစ်ခုကအခန်းကိုလှုပ်ခါသွားစေပါတယ်စုံရံကစုချင်းကိုကာကွယ်ဖို့ချက်ချင်းပဲရှေ့ကိုတိုးဝင်လိုက်ပါတယ်စင်ဘော်ကတစ်တာတလုံးဟာစုံရံအပေါ်ကိုပြင်းထန်စွာပြုတ်ကျလာခဲ့ပါတယ်လုခါမှုရက်တန့်သွားတာနဲ့စုံရံဟာကယ်ဆယ်ရေးအတွက်သူ့အဖွဲ့ကိုချက်ချင်းစူးစီးလိုက်ပါတယ်မထွက်ခွာခင်မှာဖန်ကွဲစားတွေပြန့်ကျဲနေတဲ့ကျန်းပြင်ပေါ်မှာစုချင်းတယောက်တည်းရက်နေတာကိုသူမြင်လိုက်ရပါတယ်ဘာမှတွန့်ဆုတ်မနေပဲသူဟာဖန်ကွဲစားတွေကိုဖျက်ချောက်သွားပြီးစုချင်းကိုပွေ့ချီကအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်စုချင်းကိုချပေးပြီးတာနဲ့သူဟာအလုပ်လုပ်ဖို့အတွက်ချက်ချင်းပဲပြန်လဲအပြေးလွှားထွက်ခွာသွားပါတော့တယ်ဒီအမျိုးသမီးဟာနောက်ဆုံးတော့သူ့ရဲ့ပထမဦးဆုံးအချစ်ကိုရှာတွေ့ခဲ့ပါပြီဒါပေမဲ့သူ့ကိုစောင့်ကြိုနေတာကတော့တက်မဲ့ခန္ဓာကိုယ်တစ်ခုဖြစ်နေခဲ့ပါတယ်တုံရင်နေတဲ့လက်တွေနဲ့အဝတ်ကိုလှန်ကြည့်လိုက်တဲ့အခါကံကောင်းထောက်မစွာနဲ့သူမဟုတ်ခဲ့ပါဘူးစုချင်းလည်းနောက်ဆုံးတော့တပြင်းချနိုင်သွားခဲ့ပါတယ်အဲ့ဒီနောက်သူဟာတဲနေငယ်ကိုအမြန်လိုက်ရှာပြီးခွဲစိတ်မှုအပြီးအိပ်ပျော်နေတဲ့စုံရံကိုရှာတွေ့ခဲ့ပါတယ်စုချင်းရဲ့တင်းမာနေတဲ့အာယုံကြောတွေနောက်ဆုံးတော့ရောကျသွားခဲ့ပါပြီဒါပေမဲ့မနာတဲ့အလုပ်လုပ်ခဲ့ရတာကြောင့်သူလည်းမောပန်းနှွှဲနေပြီးလဲကျသွားခဲ့ပါတယ်သူနိုးလာတဲ့အခါစုံရံနဲ့အခန်းတစ်ခုထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်စုံရံနဲ့ပိုနီးဆက်ချင်ုံတက်နဲ့ကတင်ပေါင်ကိုအမိပြုတ်ပြီးသူ့ကိုယ်သူဆွဲခေါ်သွားခဲ့ပါတယ်သူ့ကိုအဲ့ဒီလိုတိတ်တိတ်လေးနေကြည့်နေရင်ပြန်ထားပြီးစောင်းကိုတိတ်တိတ်ချာချာခြုံပေးခဲ့ပါတယ်မကြခင်မှာပဲစုံရံနိုးလာခဲ့ပါတယ်မျက်လုံးဖွင့်လိုက်တာနဲ့ဘေးနားမှာလှဲနေတဲ့သူ့ရဲ့ပထမဦးဆုံးအချစ်ကိုမြင်လိုက်ရတော့သူမနေနိုင်ပဲပြုံးမိသွားပါတယ်သူ
သူတို့နှစ်ယောက်စကားပြောတော့မဲ့အချိန်မှာပဲဆေးထည့်ပေးဖို့လာတဲ့သူနာပြုရဲ့အတန်ကိုကြားလိုက်ရပါတယ်။နှစ်ယောက်စလုံးတဘာဝအတိုင်းမျက်လုံးမိတ်လိုက်ကြပေမဲ့ထဲဝင်လာတဲ့သူနာပြုကတော့တခုခုမူမမှန်တာကိုသတိထားမိသွားပါတယ်။သူတို့ကိုတိတိကျကျအနားယူစေချင်တာကြောင့်ကတင်တွေကိုခွဲပေးလိုက်ရုံနဲ့မကပဲဆေးထည့်ပေးရင်းနဲ့ဒါဟာအနားယူရမယ့်အချိန်ဖြစ်ပြီးရိုမတ်တဆန်ရမယ့်အချိန်မဟုတ်ကြောင်းသတိပေးခဲ့ပါတယ်။သူနာပြုထွက်သွားပြီးတဲ့နောက်မှာပဲနှစ်ယောက်စလုံးမျက်လုံးဖွင့်ပြီးတယောက်ကိုတယောက်ပြုံးပြလိုက်ကြပါတဲ့နောက်တနေ့စုံရံမနိုးခင်မှာတင်စုကျန်းကအလုတ်ခွင်နဲ့ပြန်ရောက်နေပါပြီ။သူကစုံရံအတွက်လက်နွေးအိတ်လေးကိုအလိုက်တတိယူလာပေးခဲ့ပါတယ်။သူတို့ဟာတယောက်ကိုတယောက်ဂရုစိုက်ခဲ့ကြပြီးစုံရံကလည်းအရင်ကထပ်ပိုးပြီးနူးညံ့လာခဲ့ပါတယ်။မကြခင်မှာပဲအဖွဲ့ဝင်တွေဟာသူတို့ရဲ့ကပတိန်ကိုလာတွေ့ကြပါတယ်။စုံရံအပြက်စီးတွေအောက်မှာပိတ်မိနေတော့ကစုကျန်းကသူ့ဘေးမှာတစ်ချိန်လုံးရှိနေပေးခဲ့တာဖြစ်ကြောင်းသူတို့ကစုံရံကိုပြောပြခဲ့ပါတယ်။စုကျန်းကအချိန်ပြည့်ရှိမနေခဲ့ရင်တော့အဲ့ဒီညကလူတွေအားလုံးပေါင်းတာထပ်ပိုးပြီးငိုခဲ့တာပါစုံရံအခန်းပြင်ကိုထွက်လာတဲ့အခါမောပန်းလွန်လို့အိပ်ပျော်နေတဲ့စုချင်းကိုမြင်လိုက်ရပြီးသူ့နှလုံးသားတစ်ခုလုံးနူးညံ့မှုတွေနဲ့ပြည့်နေသွားပါတယ်။အဲ့ဒီအချိန်မှာပဲစုချင်းဟာဝေါ်ကီတိုကီအတန်ကြောင့်နိုးလာခဲ့ပါတယ်။စုံရံကသူ့ကိုအပြင်ခေါ်ထုတ်ပြီးလေကောင်းလေတန်းပေးရှူမလားလို့မေးခဲ့ပါတယ်။သူတို့ဟာအပြက်စီးပုံပုံမှာအတူတူထိုင်ခဲ့ကြပါတယ်။စုချင်းကအစောပိုင်းကသူရှာတွေ့ခဲ့တဲ့မိချစ်လေးကိုစုံရံစီပြန်ပေးခဲ့ပါတယ်။10နှစ်တိုင်သူနဲ့တူရှိခဲ့တဲ့မိချစ်လေးသူ့လက်ထဲပြန်ရောက်လာတာကိုမြင်ပြီးစုံရံဟာသူ12ပတ်လုံးချစ်ခဲ့ရတဲ့အမျိုးသမီးကိုလှည့်ကြည့်လိုက်ပါတယ်သူတို့မျက်လုံးချင်းစုံသွားပြီးပတ်ဝန်းကျင်အခြေအနေကခန်းစားချက်တွေပြင်းထန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစုချင်းဟာအရေးပေါ်အမိန့်ကိုလက်ခံရရှိတယ်လို့ထွက်သွားခဲ့ရပါတယ်။မသွားခင်မှာတော့သူနောက်ဆုံးမှမအောက်ထားနိုင်တော့ပဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။စုံရံပြန်ရောက်ရင်တွေ့ကြမယ်လေကောင်းပြီလေ။ဒါဟာအချစ်တော်မိသက်သမားကောင်လေးနဲ့သူမရဲ့ပထမဆုံးဒိတ်ဖြစ်ပါတယ်။သူမရဲ့မျက်လုံးတွေကသူ့ရဲ့အင်မတန်ချုံမောတဲ့မျက်နှာစီကိုပဲခဏခဏရောက်သွားခဲ့ပါတယ်။ရုတ်တရက် break အုပ်လိုက်တာကသူတို့နှစ်ယောက်ကိုပိုးပြီးနီးကပ်သွားစေခဲ့ပါတယ်။သူမဟာသူ့ရဲ့ဘေးတိုက်မျက်နှာတွင်ပြင်ကိုထပ်ပြီးခိုးကြည့်မိတဲ့အခါရင်တွေချက်ချင်းတုံးလှုပ်လာခဲ့ပါတယ်။တိတ်မကြခင်မှာပဲသူတို့ရုပ်ရှင်ရုံကိုရောက်လာခဲ့ကြပါတယ်။စုံရံကသူမအရင်ကအကြိုက်ဆုံးမုံတွေကိုဝယ်ပေးဖို့ပြောခဲ့ပေမဲ့စုချင်းကတော့ဒါတွေကိုအခုမကြိုက်တော့ဘူးလို့ပြောခဲ့ပါတယ်10နှစ်ဆိုတဲ့အချိန်ကအရာရာကိုပြောင်းလဲပစ်ခဲ့ပါပြီသူမနာကနေဖျက်လျှောက်သွားတဲ့ပုံစံကသူမကိုဝမ်းနဲ့စိတ်မကောင်းဖြစ်စေခဲ့ပါတယ်တစ်ချိန်ကအသေးအတန်ချစ်ခဲ့ကြသူတွေဟာ10နှစ်တာအချိန်တွေကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ရုပ်ရှင်ပြနေစဉ်မှာစုံရံဟာထွက်ပေါက်စီကိုပဲတွေးဆဆနဲ့စိုက်ကြည့်နေခဲ့ပါတယ်မိသက်သမားတယောက်ရဲ့ဗီဇစိတ်ကချက်ချင်းပေါ်လာခဲ့ပြီးဝန်ထမ်းကိုလှမ်းခေါ်ကအရေးပေါ်ထွက်ပေါက်တကားကိုဖွင့်ခိုင်းခဲ့ပါတယ်သူခုံစီပြန်ရောက်လာတဲ့အခါသူကစုကျင်ကိုရုပ်အင်းအကြောင်းအသေးစိတ်လမ်းမေးခဲ့ပါတယ်တကယ်တော့သူမဟာသူဘာလုပ်နေလဲဆိုတာကိုပဲအာယုံစိုက်ကြည့်နေခဲ့တာမို့ရုပ်ရှင်ကိုတေချာဂရုမစိုက်မိခဲ့ပါဘူးသူတို့အကြည့်ချင်းစုံပြီးနန်းတော့မဲ့အချိန်မှာပဲပရိသတ်တွေရဲ့ရေတန်းကြောင့်လန့်သွားခဲ့ကြပြီးရှက်ကိုရှက်ကန်းနဲ့ချက်ချင်းမမတ်ပြန်ထိုင်လိုက်ကြပါတယ်စုံရံကတော့အခြေအနေနဲ့ဝင်ဆက်အောင်ဟန်ဆောင်ပြီးအောင်လိုက်ရလိုက်ပါသေးတယ်ရုပ်ရှင်ပြီးတဲ့နောက်သူတို့ညစာချက်ဖို့ကုံစုံဆိုင်ကိုအတူတူသွားခဲ့ကြပါတယ်သူတို့တွေစားစရာအများကြီးကိုပျော်ပျော်ရွှင်ရွှေရွေးချယ်ခဲ့ကြပါတယ်အိမ်ပြန်ရောက်တဲ့အခါစုချင်းကစုံရံရဲ့အင်ဂျီလက်ကိုလိတ်တင်ပေးခဲ့ပါတယ်အနီးနားကနေသူဟင်းသီးဟင်းရွက်ဆေးနေတာကိုကြည်ရင်သူမရဲ့အမြဲတမ်းချောက်ကပ်နေတဲ့အိမ်လေးထဲမှာစုံရံအမြဲတမ်းရှိနေပေးဖို့မျှော်လင့်မိခဲ့ပါတယ်ညစာစားပြီးလို့အချိန်တော်တော်နောက်ကျသွားတာကိုမြင်တဲ့အခါစုံရံကပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်စုချင်းကသူ့ကိုလက်ဖက်ရည်တောက်ဖို့နေစေချင်ခဲ့ပေမဲ့သူကတော့ဘာအကြောင်းပြချက်နဲ့နေရမှမသိတာကြောင့်ထွက်ခွာသွားခဲ့ပါတယ်သူထွက်ခွာသွားတာကိုကြည်ရင်သူမရဲ့ရင်ထဲမှာရုန်းကန်နေခဲ့ရပါတယ်ဝေခွဲမရဖြစ်ပြီးတဲ့နောက်သူမဟာသူ့နောက်ကိုချက်ချင်းလိုက်ပြေးခဲ့ပေမဲ့အပြင်ရောက်လို့ပတ်ဝန်းကျင်ကိုဝေဝဲကြည့်တဲ့အခါသူ့ကိုဘယ်နေရာမှမတွေ့ရတော့ပါဘူးသူမရဲ့ရင်ထဲမှာနောင်တတွေပြည့်နေသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစုံရံကသူမရဲ့နောက်ကနေပေါ်လာခဲ့ပြီးသူမကိုထပ်ပြီးရဲရဲဝံဝံဖွင့်ပြခဲ့ပါတယ်စိတ်လှုပ်ရှားသွားတဲ့သူမဟာသူမကိုဘလောက်တောင်အသေးအတန်ချစ်လဲဆိုတာကြားပြီးကြောင်အန်းကရက်နေခဲ့မိပါတယ်သူမဟာအရန်ကိုစိတ်လှုပ်ရှားသွားတယ်လို့တခဏလောက်လဲဝေခွဲမရဖြစ်ကခေါင်းငုံသွားခဲ့ပါတယ်။သူမရဲ့တုတ်ပြန်မှုကိုမြင်တဲ့အခါစုံရံကသူမမိမိကိုထပ်ပြီးညှင်းပယ်တယ်လို့ထင်သွားပြီးစိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူခြေလန်းနေငယ်ပဲလှမ်းရသေးခင်မှာစုချင်းဟာနောက်ဆုံးတော့သူမရဲ့ကြောက်ရွံ့မှုတွေကိုကျော်လွှားနိုင်ခဲ့ပါတယ်။သူမပြေးသွားပြီးသူ့ကိုနောက်ကနေတိုင်းဖက်လိုက်ပါတယ်။အိမ်ထဲပြန်ရောက်တဲ့အခါသူတို့နှစ်ယောက်အသေးအတန်နှက်ဆိုင်ခဲ့ကြပါတယ်။အပြင်မှာနှင်းတွေအသေးအတန်ကျနေခဲ့ပေမဲ့အထဲမှာတော့သူတို့နှစ်ယောက်ဟာအနှွေးထွေးဆုံးညတညကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်ဒီလူဟာသူတိတ်တခိုးချစ်နေရတဲ့မိန်းကလေးစီတွားရှာခဲ့ပေမဲ့သူမကတခြားတစ်ယောက်နဲ့ဒိတ်လုပ်နေတာကိုပဲတွေ့လိုက်ရပါတယ်စုချင်းအနေရခက်တာမျိုးမဖြစ်စေဖို့အတွက်စုံရံကသူမကိုအပေါ်ထက်အရင်တက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့မုံရံချန်ရဲ့အကြည့်တွေကတော့သူ့ညီမနောက်ကိုပဲဆက်ပြီးပါသွားခဲ့ပါတယ်စုံရံနောက်ဆုတ်သွားအောင်လုပ်ဖို့စုချင်းအိမ်မပြန်တာဟာသူတို့မိသားစုကိုရှောင်နေတာကြောင့်လို့သူကပြောခဲ့ပြီးစုံရံနဲ့အတူရှိနေမဲ့သူမရဲ့ဂတိကဝတ်အပေါ်စုံရံတန်တရားဝင်လာအောင်ကြိုးစားခဲ့ပါတယ်မထင်မှတ်ပဲစုံရန်ဟာဒါကိုကြားတဲ့အခါစိတ်မဆိုးခဲ့ပါဘူး။ဘာလို့လဲဆိုတော့မုံရံချန်ကသူမအပေါ်အမြဲတမ်းစိတ်ကူးရင်နှစ်သက်နေခဲ့တာကိုသူသိနေလို့ပါပဲ။သူတို့ကိုခွဲထုတ်ဖို့ကြိုးစားတာဟာအများအားဖြင့်သူ့အတ္တကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်စုံရံကသူ့ကိစ္စသူပဲစိတ်ဝင်စားဖို့ပြောခဲ့ရုံနဲ့မကပဲမုံရံချန်အနေနဲ့သူ့ရဲ့စီးကိုစောင့်ထိန်ဖို့ပါတတိပေးခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူနဲ့စုချင်းကမောင်နှမတွေမဟုတ်လားမုံရံချန်ဟာစုံရံကိုဖြောင်းဖျားဖို့ပြက်ကွက်ခဲ့ရုံနဲ့မကပဲအဆုံးမှာဆုံးမဝါဒအပေးခံလိုက်ရလိမ့်မယ်လို့မမျှကောလင်းထားခဲ့ပါဘူးအပြောခံလိုက်ရပြီးတဲ့နောက်မုံရံချန်ဟာတငယ်ချင်းတွေရဲ့ပွဲတစ်ခုကိုသွားခဲ့ပါတယ်သူကသူ့ကိုယ်သူနဲ့စုချင်းကိုမှောင်မိုက်မှုထဲမှာနေထိုင်ပြီးအချင်းချင်းမိကိုနေကြတဲ့ပိုးတုံးလုံးနှစ်ကောင်နဲ့နှိုင်းရှင်ခဲ့ပါတယ်အဲ့ဒီနောက်ရုတ်တရက်ပဲသူတို့တွေကတကောင်ကလက်ပြဖြစ်ပြောင်းလဲသွားပြီးသူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုလိုက်ရှာဖို့ပြန်တန်းသွားခဲ့ကကျန်တဲ့တကောင်ကိုတော့အလင်းရောင်မဲတဲ့ကဘာထဲမှာဆက်ပြီးနေခဲ့စေပါတယ်သူတငယ်ချင်းကသူဟာသူ့ကိုယ်သူနဲ့သူ့ညီမအကြောင်းပြတော့နေတာကိုနားလည်သွားပြီးမုံရံချန်ကိုနည်းနည်းပိုပြီးတတိရှိဖို့ပဲအကြံပေးနိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့စုချင်းဟာစုံရံရဲ့ရင်ခွင်ထဲမှာမိတွေ့နေခဲ့ပါတယ်သူတို့တွေငငယ်ကလေးကတယောက်ကိုတယောက်ဆောက်ရှောက်လာခဲ့ကြတာမို့သူမရဲ့မောင်ကိုသူနားလည်ပါတယ်လို့သူကပြောခဲ့ပါတယ်အခုသူမထွက်သွားတဲ့အခါသူ့မောင်ကလုံခြုံမှုမရှိတယ်လို့ခံစားနေရတာပါမုံရံချန်ကသူ့တောက်ဆရာကိုအကုန်တောက်လိုက်ပြီးစပွဲထိုးမလေးကိုနောက်ထပ်ဝယ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့သူတငယ်ချင်းကသူမကိုတားခဲ့ပါတယ်စားပွားအထုံးမလေးကသူ့ကိုအရက်ထပ်ပေးဖို့ဆွလုပ်နေပေမဲ့တငယ်ချင်းဖြစ်သူကသူမရဲ့ရွေချက်ကိုရိပ်မိသွားပြီးသူမကိုဓာတ်ရိုက်အလုပ်ထုတ်လိုက်ကမုံရံချန်ကိုရေတပလင်းအစားပေးခဲ့ပါတယ်ပြီးတော့အိမ်မှာလုပ်เสียရှိတယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်နောက်တော့မုံရံချန်ဟိုတယ်ကနေထွက်လာတဲ့အခါအဲ့ဒီစပွဲထုံးမလေးကပဲသူ့ရဲ့ကိုယ်စားလှယ်ရင်မောင်းဖြစ်နေခဲ့ပါတယ်မုံရံချန်အရက်တောက်ထားပေမဲ့သူဟာအတန်အသင့်သတိရှိနေပါသေးတယ်ဒါပေမဲ့သူမှန်ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အခါအေးမိသွားပြီးအိမ်ပြန်လန်း
တဝက်မှာပဲအံပါတော့တယ်ရဲစီကသူနာကျင်ခံစားနေရတာကိုမြင်နိုင်ပေမဲ့သူကတော့ခေါင်းခါပြီးညှင်းဆိုခဲ့ပါတယ်ချမ်းသာတဲ့သူတွေမှာလည်းသူတို့ရဲ့ဒုက္ခတွေရှိကြတာပဲလို့သူမစိတ်ထဲကနေတွေးမိပါတယ်အဲ့ဒီနောက်မူရန်ချန်ဟာသူဘယ်တော့မှပြန်ပြီးပျော်ရွှင်ရတော့မှာမဟုတ်ဘူးလို့တိုးတိုးလေးရေရွရင်ဝမ်းနဲ့ပူဆွေးတဲ့မျက်ရည်တွေကျလာခဲ့ပါတယ်နောက်တနေ့မနက်မှာမူရန်ချန်ဟာမရင်းနှီးတဲ့ကတင်တစ်ခုပေါ်မှာနိုးလာခဲ့ပါတယ်သူကရဲစီကိုသူ့ကိုဘာလို့အိမ်ပြန်မပို့တာလဲလို့မေးခဲ့ရာသူမကစိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်မင်းညကမြေအောက်ကားပါကင်ကိုရောက်တာတော့မှသူကကားပေါ်ကနေဆင်းဖို့ညှင်းဆန်ခဲ့ပြီးအိမ်ကလွဲလို့ဘယ်နေရာမဆိုသွားမယ်လို့ပြောခဲ့တာကြောင့်ပါသူဟာအယမ်းမှုနေခဲ့တာမို့မင်းညကအကြောင်းအရာတွေကိုဘာမှမမှတ်မိတော့ပါဘူးတစ်ချိန်တည်းမှာပဲစုကျင်ကစုံရံနဲ့အတူမနက်စာကိုပျော်ပျော်ရွှင်ရွှင်စားနေခဲ့ပါတယ်လက်ထပ်လိုက်ရင်သူမနဲ့အတူရှိနေဖို့ခွင့်ရပိုရလိမ့်မယ်လို့စုံရံကပြောခဲ့တာကြောင့်စုကျင်ဟာအတိုင်းထက်အလွန်ဝမ်းသာသွားခဲ့ပါတယ်အဲ့ဒီနောက်သူမရဲ့အမေကဖုန်းဆက်လာပြီးခန်းစားချက်ကိုဖြတ်အစီဖြစ်ခဲ့ပါတယ်ဖုန်းထဲမှာသူမရဲ့အမေကသူမအိမ်မပြန်တာတလကျော်ပြီလို့ပြောခဲ့ပြီးပြန်လာဖို့တိုက်တွန်းခဲ့ပါတယ်စုကျင်ကအလုပ်ကိုအကြောင်းပြချက်အနေနဲ့ထပ်ပြီးသုံးလိုက်တဲ့အခါသူမအမေရဲ့ချုပ်ကန်လိုတဲ့တဘာဝကချက်ချင်းပေါ်ထွက်လာခဲ့ပါတော့တယ်ဒီမိန်းကလေးဟာနှစ်ပေါင်းများစွာလိမ္မာသိမ်မွေးခဲ့ပေမဲ့နောက်ဆုံးမှာတော့စိတ်ပေါက်ကွဲသွားခဲ့ပါပြီ။သူမဟာမိဘတွေပေးထားတဲ့စိန်ခံကားနဲ့အိမ်ကိုပြန်အပ်ဖို့ဝေခွဲမနေခဲ့တယ်လို့အဲ့ဒီနေ့မှာပဲသူတို့နဲ့ပတ်သက်မှုဖြစ်တော့မယ်လို့တောင်ချင်းချောက်ခဲ့ပါတယ်။စုံရံဟာတာဝန်ကျရမပြန်ခင်စုကျင်တဲ့အတူနောက်ဆုံးညစာကိုစားနေခဲ့တာပါ။သူချစ်သူကောင်မလေးရဲ့မခွဲနိုင်မခွာရက်ဖြစ်နေတာကိုသတိပြုမိတာကြောင့်နောက်ပတ်ပေးရက်မှာသူပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှပဲစုကျင်ဟာပြုံးနိုင်မှာတော့တယ်ကွက်တိပါပဲ။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းမိလာခဲ့ပါတယ်အမေဖြစ်သူဖုန်းဆက်တာကိုမြင်လိုက်ရချင်းစုကျင်တယောက်ချက်ချင်းတင်းမာသွားခဲ့ပါတယ်သူမရဲ့အမေကတလကျော်အောင်ဘာလို့အိမ်မပြန်လာလဲဆိုတာသိချင်နေပြီးဒီညအိမ်ပြန်လာဖို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်စုကျင်ကအလုပ်ကိုစင်ကြေအနေနဲ့ထပ်သုံးတဲ့အခါအမေဖြစ်သူကခွင့်တောင်းဖို့အတွက်သူမရဲ့အထက်လူကြီးစီဖုန်းဆက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်ဖိအားတွေကြောင့်အသက်ရှူကျက်လာရတဲ့စုကျင်ဟာသဘောတူဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးနောက်တစ်နေ့မှာစုကျင်ဟာလေးလံနဲ့စိတ်နှလုံးနဲ့အတူအမေဖြစ်သူရဲ့ဗီလာအင်ကြီးစီပြန်လာခဲ့ပါတယ်အမေဖြစ်သူကသူမကိုမြင်မြင်ချင်းပဲပိတ်ရက်မှာအောင်သွယ်ပေးတဲ့သူနဲ့ဒိတ်လုပ်ဖို့စီစဉ်ထားတယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့စုကျင်ဟာသူမအမေကိုအမှန်တိုင်းပြောပြလိုက်ပါပြီသူမဟာစုံရံနဲ့အတူရှိနေတာပါသူ့နာမည်ကိုကြားလိုက်ရတဲ့အခါအမေဖြစ်သူဟာဒေါသတကြီးနဲ့ပကံလုံးကိုလက်ခွဲပစ်ခဲ့ပါတယ်သူတို့ရဲ့ဆက်ဆံရေးကိုပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့နေရာမှာဖခင်ဖြစ်သူကလည်းဝင်ပါလာပြီးစုံရံဟာပညာမတတ်ဘူးလို့နှိမ့်ချပြောဆိုကာသူတို့ရဲ့လူမှုအဆင့်တန်းကအရန်ကွာခြားလုံးတယ်လို့ပြောခဲ့ပါတယ်။စစ်တရက်အတူရှိနေကြရင်ပြဿနာတွေအများကြီးရှိလာလိမ့်မယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့စုကျင်ဟာခိုင်ခိုင်မာမာရပ်တည်ခဲ့ပါတယ်။မိဘတွေကသူမရဲ့အချစ်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်နေတာကိုမြင်တဲ့အခါသူတို့ပေးထားတဲ့စိန်ခံအိမ်နဲ့ကားကိုလွှဲအပ်ပေးလိုက်ပြီးအဲ့ဒီအသက်ရှူချက်စရာအင်ကြီးတဲကနေထွက်လာခဲ့ပါတော့တယ်။သွားစရာနေရာမရှိတာကြောင့်စုကျင်ဟာတရားတစ်စင်းပေါ်မှာစိတ်ပြက်လက်ပြက်နဲ့စောင့်ကြောက်ထိုင်နေခဲ့ပါတယ်အဖြစ်ပြက်ကိုစုံရံတီးလိုက်ရတဲ့အခါသူချက်ချင်းပြေးလာခဲ့ပါတယ်သူဟာခြေလမ်းကျဲကြီးတွေနဲ့သူမစီပြေးသွားခဲ့ပြီးသူမကသူ့ကိုမြင်လိုက်ရတဲ့ခဏမှာပဲစုံရံကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူမရင်ထဲမှာပိတ်လောင်ထားသမျှမကျေနပ်ချက်တွေအကုန်ပြတ်ကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်စုံရံကသူမကိုသူ့အိမ်စီခေါ်သွားခဲ့ပါတယ်သူ့ရဲ့အတော်မိသားစုကသူမကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပြီးနွေးထွေးတဲ့ညစာတစ်နက်ကိုချက်ပြုတ်ပေးခဲ့ကြပါတယ်စုံရံကစုကျင်ဟာဒီကိုပြောင်းလာတော့မှဖြစ်ပြသူတို့လက်ထပ်ဖို့စီစဉ်နေကြတယ်လို့လူတိုင်းရဲ့ရှေ့မှာကြေညာလိုက်ပါတယ်။သူ့တော်ဟာအတိုင်းထက်အလွန်ဝမ်းသာသွားခဲ့တယ်လို့သူ့ဦးလေးမိသားစုရဲ့နှွေးထွေးမှုကလည်းစုကျင်ကိုတကယ်အိမ်စစ်စစ်တစ်ခုရဲ့တက်တောင့်တတရှိမှုကိုခံစားရစေခဲ့ပါတယ်။စုကျင်ပြောင်းလာမဲ့အကြောင်းကြားတဲ့အခါသူ့ဦးလေးကသူမအတွက်မှန်တင်ကုန်တစ်ခုလုပ်ပေးဖို့အဲ့ဒီညမှာတင်အရေးသွေးကောင်းတဲ့တစ်သားကိုရှာခဲ့ပြီးအခန်းထဲကအဟောင်းတွေကိုလည်းအကုန်လဲပေးဖို့စီစဉ်ခဲ့ပါတယ်။စုံရံကစုကျင်နဲ့ရိုမန်တဆန်ဖို့လုပ်တဲ့အချိန်မှာပဲနိုင်ရန်တွေကအရန်ပါတယ်လို့ပြောပြီးသူမကသူ့ကိုညှင်းပယ်ခဲ့ပါတယ်စိတ်ပြတ်သွားတဲ့စုံရံဟာသူ့ကြောကရားနေတယ်လို့လိန်ညာပြီးသူမကိုကုတ်ခိုင်းခဲ့ကသူမကကုတ်ပေးတဲ့နေရာမမှန်သေးဘူးလို့ပဲစက်တိုက်ပြောနေခဲ့ပါတယ်အဲ့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ဟာအတူတူနေထိုင်နေပျော်ရွှင်စရာဘဝလေးကိုစတင်ခဲ့ကြပါတော့တယ်ကောင်မလေးဟာသူ့အမေရဲ့အတင်းကျပ်စေခိုင်းမှုကြောင့်နောက်ထပ်မြက်ကန်ကျိတ်တွေ့ပွဲတစ်ခုသွားခဲ့ရတယ်ဒါပေမဲ့သူ့ရီးစားကပေါ်လာခဲ့ပါတယ်နားလည်မှုလွဲတာမျိုးမဖြစ်အောင်သူဟာသူ့အမေရှိမှတင်စုံရံကိုချစ်တယ်လို့ဖွင့်ပြောခဲ့တယ်အဲ့ဒီအချိန်ကစပြီးစုချင်းဟာသူ့အမေနဲ့အဆက်အသွယ်ဖြတ်ကအိမ်နဲ့ကားတော်တွေကိုပြန်ပေးခဲ့ပြီးစုံရံရဲ့အိမ်မှာပဲနေထိုင်ခဲ့ပါတယ်မိသက်သမားတစ်ယောက်ရဲ့မိသားစုဝင်ဖြစ်တဲ့အတွက်စုချင်းဟာသူ့ရဲ့လွမ်းဆွမှုကိုဖုံးနဲ့ပဲဖော်ပြနိုင်ပြီးသူ့ကိုတွေ့ဖို့တနင်္ဂနွေပိတ်ရက်အထိစောင့်ခဲ့ရတယ်ဒါပေမဲ့တနင်္ဂနွေပိတ်ရက်ရောက်လာတဲ့အခါမှာတော့သူ့အမေကဈေးဝယ်ထွက်ဖို့နဲ့အတူတူစားတောက်ဖို့အတင်းအကျပ်ပုံဆက်ခေါ်ခဲ့တယ်သူ့အမေပေါ်အာနာစိတ်ကြောင့်စုချင်းသဘောတူလိုက်ပြီးအဲ့ဒီပိတ်ရက်မှာသူ့ကိုတွေ့ဖို့အချိန်မရှိတော့ကြောင်းစုံရံစီချက်ချင်းစာပို့လိုက်ပါတယ်စုချင်းမမျှော်လင့်ထားခဲ့တာကသူ့အမေဟာတကယ်ဈေးဝယ်ချင်တာမဟုတ်ပဲအရာရာကိုမဝယ်နိုင်တော့တဲ့စုချင်းကိုလှောင်ပြောင်ခြင်းယုံတက်တက်နဲ့စိန်ခံပစ္စည်းဆိုင်စီတမင်တကာခေါ်သွားပြီးနောက်ဆုံးထွက်ပစ္စည်းအလုံးကိုပြခိုင်းခဲ့တာပါအဲ့ဒီအချိန်မာစုံရံကလည်းသူ့ဝမ်းကွဲညီမနဲ့အတူဈေးဝယ်စင်တာမှာရောက်နေခဲ့တဲ့တာဝန်ပြန်မထမ်းဆောင်ခင်စုချင်းအတွက်လက်ဆောင်ဝယ်ဖို့သူစီစဉ်ခဲ့တာပါသူဘာကြိုက်မှမသိလို့နှက်ခမ်းဒီတန်းလုံးကိုရဲရဲဝံ့ဝံ့ပဲဝယ်ယူခဲ့ပါတယ်အဲ့ဒီနောက်စုချင်းနဲ့သူ့အမေတို့ဈေးဝယ်ပြီးလို့ထွက်ခွာတော့မယ့်အချိန်မှာသူ့အမေကမျက်ကန်းချင်းတွေ့ပွဲအတွက်အခွင့်အရေးယူစီစဉ်ပေးခဲ့တယ်အဲ့ဒီအမျိုးသားကကားတကားကိုရင်ကျေးစွာဖွင့်ပေးခဲ့ပြီးဂျမ်မီရဲ့မရီလို့အော်ဟက်လိုက်တန်ကြောင့်အခြေအနေကရုတ်တရက်အနေရခတ်သွားခဲ့ပါတယ်သူ့သမီးမှာရီးစားမရှိဘူးလို့အမေဖြစ်သူကအမြန်ပြောခဲ့ပေမဲ့စုချင်းကစုံရံဟာသူ့ရီးစားဖြစ်ကြောင်းဓာတ်ရိုက်ပြောချင်ခဲ့တယ်။သမီးဖြစ်သူကလူပုံအလဲမှာသူ့ကိုဆန့်ကျင်တာမြင်တော့စုချင်းဟာကြီးကြနေုံတက်တက်ဖြစ်ပြီးမိသားစုကသဘောမတူလို့သူတို့လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်းအမေဖြစ်သူကလိန်ညာပြောဆိုခဲ့တယ်။ဒါပေမဲ့သူဟာစုချင်းရဲ့ပြတ်သားမှုကိုရှော့တွက်ခဲ့တာပါ။စုချင်းဟာစုံရံစီဖြည်းဖြည်းချင်းရှောက်သွားခဲ့ပြီးနောက်တနည်းအားဖြင့်သူ့အမေရဲ့ရှေ့တက်မှာတင်သူ့ကိုဖွင့်ပြောခဲ့ပါတယ်။စုံရံကရှောက်လာပြီးသူ့လက်ကိုဆွဲကစုချင်းမေစီသွားပြီးဒီနေ့သူတို့အလင်းလိုနေတဲ့အတွက်နောက်တစ်ခေါက်မှလာတွေ့ပါမယ်လို့ယဉ်ကျေးစွာနှုတ်ဆက်ခဲ့တဲ့စုချင်းအမေကစုံရံကိုဒေါသတကြီးစိုက်ကြည့်ပြီးစုချင်းကိုအိမ်ပြန်လိုက်ခဲ့ဖို့ပြောခဲ့ပေမဲ့စုချင်းကမနှက်ဖြန်အလုပ်လုပ်ရမှာမို့လို့ညှင်းဆန်ခဲ့ပါတယ်သူ့အမေထွက်သွားပြီးနောက်စုံရံကစုချင်းကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်သူနဲ့တူရှိဖို့မိသားစုနဲ့အဆက်အသွယ်ဖြတ်ခဲ့တဲ့သူမအတွက်သူစိတ်မကောင်းဖြစ်ခဲ့ရတယ်ဒါပေမဲ့စုချင်းကသူ့ရွေးချယ်မှုအတွက်နောင်တမရကြောင်းနဲ့
သူ့ရွေးချယ်မှုကမှန်ကန်ကြောင်းသက်သေပြခဲ့တယ်လို့ပြောခဲ့ပါတယ်အချိန်များစုမှာသူဟာဦးလေးဖြစ်သူရဲ့အိမ်မှာတယောက်တည်းရှိနေပေမဲ့ဦးလေးနဲ့ဒေါ်လေးတို့ကသူ့အပေါ်အရန်ကောင်းကြပါတယ်သူတို့ကနေတိုင်းအရသာရှိတဲ့ဟင်းပွဲတွေချက်ပြုတ်ပေးုံသာမကညကျူတီဆင်းတဲ့အခါအိမ်ပြန်လမ်းမှာကြောက်နေမှာစိုးလို့မကြာခဏလာချိုတက်ကြတယ်ပထမဆုံးအကြိမ်ဖြစ်စုချင်းဟာတကယ်မိသားစုရဲ့နှွေးထွေးမှုကိုခံစားခဲ့ရပြီးနေတိုင်းပျော်ရွှင်အေးချမ်းနေခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲလာနေငယ်ကြမှာတော့စုံရံရဲ့တက်ဖွဲ့တာဝန်ထမ်းဆောင်နေစဉ်အတွင်းပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးသူ့အသင်းဖော်တယောက်တေးလူနီးပါးဖြစ်ခဲ့ရတဲ့စုချင်းရဲ့နှလုံးသားထဲမှာစိုးရိမ်ပူပန်မှုတွေစတင်ပြည့်နှက်လာခဲ့တဲ့စုံရံလည်းအန္တရာယ်ရှိနိုင်မလားဆိုပြီးသူထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူဟာနေတိုင်းစိုးရိမ်ပူပန်မှုတွေတိုးလာပြီးအိမ်မပျော်နိုင်ဖြစ်ခဲ့ရပါတယ်ဒီအမျိုးသမီးဟာနှလုံးခုန်လုံးပြန်ထိန်ကြီးဖို့လျှက်စစ်နဲ့နှိုးပေးနေရတဲ့သူကသူ့ရဲ့မိသက်သမားကြီးစားဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။ဒါဟာသူဘယ်တော့မှမေ့မှာမဟုတ်တဲ့နေ့တစ်နေ့ပါပဲ။လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကပဲမိသက်စခန်းစီအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တဲ့လျှက်စစ်စင်စက်ရုံတစ်ခုမှာဆိုင်ယာနိုင်တန်ငွေယိုစိမ့်မှုဖြစ်ပွားတာပါ။ဆိုင်ယာနိုင်တန်ငွေ60မီလီဂရမ်လောက်တင်လူတစ်ယောက်ကိုတေစေဖို့လုံလောက်ပါတယ်။အလုပ်သမား3ယောက်တန်ငွေတင်ပြီးဆေးရုံကိုအမြန်ပို့ထားရပြီဖြစ်တယ်မကြခင်မှာပဲစုံရံနဲ့သူ့အဖွဲ့အခင်းဖြစ်ပွားရနေရကိုရောက်လာခဲ့ကြပါတယ်စက်ယုံမန်နေဂျာရဲ့ပြောပြချက်အရအလုပ်သမားတစ်ယောက်ဟာတန်ငွေထုတ်ဖို့စူးစမ်းရင်းဘာအဆိုရှင်ကိုမှားဖွင့်မိတာကြောင့်အစစ်စွန်းပစ္စည်းတွေနဲ့ဆိုင်ရလိုက်ပါတဲ့အရေးအမြောက်များထွက်လာပြီးပြင်းထန်အစိတ်တင်ဆိုင်ရလူချင်းတန်ငွေတွေထွက်ပေါ်လာတာပါအခြေအနေရဲ့ပြင်းထန်မှုကိုသိရှိသွားတဲ့စုံရံဟာဥမြင့်လိုင်းကောင်းတဲ့ကိုအရင်ဆုံးဝင်ဖို့စုံစမ်းထောက်လှမ်းရေးရိုဘော့တစ်ကောင်ကိုအမြန်စေလွှတ်လိုက်တယ်အဲ့ဒီနောက်ဝစ်စုံအပြည့်စုံဝစ်စင်ပြီးသူနဲ့သူ့အဖွဲ့ဟာမြေအောက်ယူစိမ့်မှုစုံတွေကိုဝင်သွားခဲ့ကြပါတယ်အပြင်ဘက်နေရန်တစ်လျှောက်ကပိုက်တွေထဲကနေအစိတ်ရှိတဲ့အရည်တွေအဆက်မပြတ်ကျနေခဲ့တယ်ရိုဘော့အော်ပရေတာကအတွင်းထဲမှာတန်ငွေပမာဏဟာအကန့်အသတ်ကိုရောက်နေပြီဖြစ်လို့သူတို့ရဲ့ရှာဖွေရေးကိုမြန်မြန်လုပ်ဖို့တတိပေးခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့သူတို့ဟာအစစ်စွန့်ပစ်ပစ္စည်းပါဆိုရှင်ကိုမကြခင်မှာပဲတွေ့ရှိသွားခဲ့တဲ့စုံရံကအဲ့ဒါကိုချက်ချင်းပိတ်လိုက်ပြီးစွန့်ပစ်ပစ္စည်းတွေနောက်ထပ်စီမထွက်တော့တာတရားမှာပဲစိတ်သက်သာရသွားခဲ့တယ်ဒါပေမဲ့သူတို့ဆုတ်ခွာဖို့ပြင်ဆင်နေတော့မှပဲအပေါ်ကပိုက်တစ်ခုစီကနေရှူးရှူးဆိုတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်စုံရံကအဲ့ဒါကိုစစ်ဆေးဖို့တိုးသွားတဲ့အချိန်မှာပိုက်ထဲကနေအကြီးကျယ်ရိုးစိမ့်မှုတစ်ခုရုတ်တရက်ပောက်ကွဲထွက်လာခဲ့တယ်သူနောက်ဆုတ်လိုက်တဲ့အချိန်မှာပိုက်ပေါ်ကဝါယာကြိုးစားတစ်ခုကသူ့ကြောပြင်ကိုစူးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူတတိမထားမိပဲရိုးစိမ့်နေတဲ့အဆိုးရှင်ကိုဂလန်နဲ့ကြက်အောင်လှည့်ပိတ်လိုက်ပြီးဥမြင့်လိုင်းကောင်းထဲကနေဆုတ်ခွာခဲ့ပါတယ်အဲ့ဒီအတော်အတွင်းငွေတင်တဲ့အလုပ်သမား3ယောက်စလုံးတေဆုံးသွားခဲ့ပြီးဘသူကိုမှကယ်တင်လို့မရခဲ့ပါဘူးအပြင်ကိုထွက်လာပြီးနောက်စုံရံဟာတကိုယ်လုံးကိုအရင်ဆုံးပိုးတက်တန့်စင်ပြီးမျက်နှာဖုံးကိုချွတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူဟာချွေးတွေနဲ့ရွှဲနစ်နေပြီးအားနေလာတာကိုစတင်ခံစားလိုက်ရတယ်သူထွက်ခွာဖို့မတ်တက်ရက်လိုက်ပေမဲ့တဲအဝအရောက်မှာတော့ရုတ်တရက်ခေါင်းမူသွားခဲ့တယ်သူ့အသင်းဖော်တယောက်ကကပတိန်ရဲ့ဝစ်စုံမှာအပေါက်တစ်ခုပါနေတာကိုသတိပြုမိလိုက်ပြီးသူမော့ကြည့်လိုက်တဲ့အချိန်မှာတော့စုံရံဟာအစိတ်တင်ပြီးလဲကျသွားခဲ့ပါပြီမကြခင်မှာပဲစုံရံကိုဆေးရုံစီအမြန်ပို့ဆောင်ခဲ့ကြတယ်ဒဏ်ငွေတင်တဲ့လူနာဟာမိသက်သမားတစ်ယောက်ဖြစ်ကြောင်းစုချင်းကြားလိုက်ရတဲ့အခါသူဟာခြေလမ်းတွေကိုချက်ချင်းမြင်လိုက်ပါတယ်လူနာတင်စင်စီရောက်သွားတဲ့အခါမှာတော့သူ့ရဲ့အဆိုးဆုံးသောကြောက်ရွံ့မှုဟာတကယ်ဖြစ်လာခဲ့ပါတယ်အဲ့ဒီမှာလဲလျောင်းနေတဲ့အမျိုးသားဟာသူ့ရဲ့ရည်စားဖြစ်နေခဲ့လို့ပါပဲအရေးပေါ်ခန်းထဲမှာစုချင်းဟာနှလုံးခုန်နှုတ်တိုင်းဆက်ကိုစိုးရိမ်တကြီးကြည့်နေခဲ့တယ်သူဟာစုံရံကိုနှလုံးပြန်နှိုးတဲ့နည်းစနစ်စတင်လှုပ်ဆောင်ခဲ့ပါတယ်။ရက်စစ်နဲ့တစ်ချိန်လို့ပြီးနောက်ရင်ဘတ်ဖိနှိပ်မှုကိုဆက်လုပ်ခဲ့ပေမဲ့ဘာတော့ပြန်မှုမှမရှိခဲ့ပါဘူး။သူ့အတန်တွေတုံရင်လာပြီးသူရမ်းချရတဲ့အမျိုးသားကိုဆုံးရှုံးရမှာကိုထိတ်လန့်တုန်လှုပ်နေခဲ့တဲ့စုံရံရဲ့နှလုံးခုန်လုံးပုံမှန်ပြန်ဖြစ်လာတော့မှပဲသူ့ရင်ထဲကအလေးကြီးတစ်ခုဟာနောက်ဆုံးမှကျသွားခဲ့ပါတော့တယ်။သူကျမ်းပြင်ပေါ်ကိုလဲပြူကျသွားခဲ့တဲ့ကံကောင်းထောက်မစွာနဲ့စစ်ဆေးပြီးနောက်မှာတော့စုံရံဟာတေးကံမရောက်ပဲလွတ်မြောက်ခဲ့ပါတယ်။သူနိုးလာတဲ့အခါသူ့ရီးစားရဲ့လက်ကိုကင်လိုက်ပေမဲ့စုချင်းကစိတ်ဆိုးဒေါသတကြီးနဲ့လက်ကိုရုံးဖယ်လိုက်တဲ့သူဟာစုံရံကိုနေတိုင်းဒီလိုအန္တရာယ်မျိုးနဲ့ရင်ဆိုင်ရမှာကိုမလိုလားတဲ့အတွက်အလုတ်ပြောင်းဖို့တောင်းဆိုခဲ့ပါတယ်စုံရံကသူ့ကိုချက်ချင်းအပြေမပေးခဲ့တဲ့အတွက်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်စိန်ကားပြီးမျက်နှာလွှဲထားကြပါတော့တယ်ဒါဟာတစ်ဆက်နှစ်အတွင်းသူတို့ရဲ့ပထမဆုံးအကြိမ်ရန်ဖြစ်ချင်းပါပဲအားလုံးဟာသူ့ရဲ့မိသက်သမားရေးစားကယ်ဆယ်ရေးတာဝန်တစ်ခုအတွင်းသူ့ကိုယ်သူစနစ်တကျဆုံးလွတ်လူနေပါဖြစ်ခဲ့ရလို့ပါအဲ့ဒီအချိန်မှာအမျိုးသမီးကသူ့ကိုကယ်တင်ဖို့အသေးအတန်စူးစမ်းခဲ့ပြီးတေးမင်းခုတ်လိုင်းဝက်ကနေပြန်ဆွဲခေါ်နိုင်ခဲ့တာပါသူဟာအမျိုးသားရဲ့အလုပ်ကြောင့်နေတိုင်းထိတ်လန့်တုန်လှုပ်မှုတွေနဲ့မရှင်းတန်ကျင်တော့တဲ့အတွက်တခြားအလုပ်တစ်ခုစီပြောင်းဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူ့ကိုတိုက်ရိုက်အဖြစ်မပေးခဲ့ပါဘူးဒါကြောင့်ပဲစုချင်းဟာသူ့ကိုတနေ့လုံးစိန်ကားပြီးမျက်နှာလွှဲထားခဲ့တာပါသူရီးစားဘလောက်တောင်နာကျင်နေရလဲဆိုတာမြင်တော့စုံရံရင်ခွဲမတက်ခံစားရပြီးသူ့ကိုရင်ခွင်နဲ့တင်းတင်းကြပ်ကြပ်ဆွဲသွင်းလိုက်တယ်သူတခြားရာထူးတစ်ခုစီပြောင်းရွှေ့ခံရနိုင်တယ်လို့သူ့ကိုပြောပြလိုက်ပါတယ်စုချင်းအံ့အားသင့်သွားခဲ့ရတယ်သူ့အလုပ်ကမကြခင်ပြောင်းလဲတော့မှဖြစ်ပေမဲ့သူ့ကိုပြောပြဖို့အခွင့်အရေးမရသေးတာလို့သူကရှင်းပြခဲ့ပါတယ်စုချင်းရဲ့မျက်နှာမှာပျော်ရွှင်မှုတွေနဲ့လင်းပွင့်သွားပြီးစုံရံရဲ့ရင်ခွင်ထဲကိုပြစ်ဝင်သွားအားခဲ့တယ်အဲ့ဒီနောက်မှာတော့စုံရံဟာမူးနေတဲ့စုချင်းကိုအိမ်ထိပွေ့ချီခေါ်ဆောင်လာခဲ့ပြီးအဝတ်စားနဲ့ဖနက်တွေကိုချုပ်ပေးခဲ့တဲ့ရေစလုံးတစ်ခုယူလာပြီးမျက်တုပ်ပူဝါနဲ့သူ့လက်တွေကိုညှင်းသားစွာတုပ်ပေးခဲ့တယ်လို့ခြေထောက်တွေကိုလည်းဖြည်းဖြည်းချင်းစေးကြောပေးခဲ့ပါတယ်စုံရံသူ့အတွက်လုပ်ပေးသမျှအရာအလုံးကိုကြည့်ရင်စုချင်းရဲ့နှလုံးသားထဲမှာနှွေးထွေးတဲ့အလင်းရောင်ကိုခံစားလိုက်ရတယ်ပြီးတော့သူတို့ဟာလက်ထပ်ပြီးနောက်ပိုင်းကြုံတွေ့ရမယ့်အနာဂတ်အကြောင်းပြောဆိုခဲ့ကြပြီးနှစ်ယောက်စလုံးရှေ့ဆက်ရမယ့်အရာတော့ဒီအတွက်မျှော်လင့်ချက်တွေနဲ့ပြည့်နေနေခဲ့ပါတယ်နောက်တနေ့မနက်အစောပိုင်းမှာစုချင်းဟာမိဘတွေစီတွားလဲခြင်းခဲ့တဲ့စုံရံကသူတို့ဟာသူ့ကိုအကျိုးဆိုမှမဟုတ်မှန်းသိလို့တကားဝအထိပဲလိုက်ပို့ပေးပြီးသူ့ကိုတယောက်တည်းအထဲဝင်ခိုင်းခဲ့ပါတယ်ဒါပေမဲ့စုချင်းသူ့အမေကိုတွေ့တဲ့အခါမှာတော့အေးဆက်ဆက်လစ်လူရှုမှုနဲ့ပဲကြုံတွေ့ခဲ့ရတယ်ကံကောင်းထောက်မစွာနဲ့အဲ့ဒီအချိန်မှာပဲသူ့မောင်လေးအိမ်ပြန်ရောက်လာခဲ့တယ်သူနဲ့အတူတင်းနေရိုက်ဖို့လိုချင်တဲ့ဆိုပြီးစင်ကြေပေးကသူ့ကိုအပြင်ခေါ်ထုတ်ခဲ့ပါတယ်မောင်လေးတင်းနေရိုက်တာကိုကြည့်နေရင်စုချင်းဟာစိတ်နဲ့ကိုယ်နဲ့မကပ်ပဲအပြင်မှာစောင့်နေမဲ့စုံရံကိုစိုးရိမ်ပြီးဖုန်းကိုပဲအဆက်မပြတ်စစ်ဆေးနေခဲ့တယ်အဲ့ဒီအချိန်မှာနင်းတွေအပြင်းထန်ကျဆင်းနေခဲ့ပါပြီစုံရံဟာအေးတန်ကြောင့်တုံ့ပြန်နေခဲ့ရတယ်သူရီးစားကပြတိုက်ထဲမှာစောင့်နေခဲ့တာမဟုတ်ပဲသူရက်ကွက်အဝင်ဝမှာတမနက်ခင်းလုံးမတက်ရက်စောင့်နေခဲ့တာကိုစုချင်းတီးလိုက်ရတဲ့အခါမျက်ရည်တွေချက်ချင်းဝဲတက်လာခဲ့ပါတယ်သူဟာသူ့အမေစီချက်ချင်းပြေးသွားပြီးအရေးပေါ်ကိစ္စရှိလို့တွားရတော့မယ်လို့ပြောခဲ့ပေမဲ့
အမေဖြစ်သူကညစာစားဖို့အတင်းကျပ်ဆွဲထားခဲ့တယ်။အဲ့ဒီအချိန်မှာစုချင်းဟာသူ့အမေကိုကြောက်လဲကြောက်တယ်လို့ဘာလို့ရမှန်းမသိဖြစ်နေခဲ့ရတယ်။သူ့မောင်လေးကအမြန်ပဲကယ်တင်ပေးခဲ့ပြီးအရေးကြီးကိစ္စရှိရင်တွားလိုက်ပါလို့ပြောခဲ့ပါတယ်။အဲ့ဒီတော့မှပဲစုချင်းထွက်ခွာခွင့်ရခဲ့ပြီးသူတက်နိုင်တဲ့ညအမြန်ဆုံးပြေးသွားခဲ့ကစုံရံရဲ့အနားစီအပြေးလွှားရောက်ရှိလို့သူ့ရင်ခွင်ထဲကိုဓာတ်ရိုက်ပြစ်ဝင်သွားခဲ့ပါတော့တယ်။တရားမဝင်မီရှူမီပန်းတွေဖောက်လိုက်ရကနေအဆောက်အဦတွေကိုမီးပွားတွေလွှင့်စင်ပြီးမီးစတင်လောင်ကျွမ်းခဲ့ပါတယ်။အထဲမှာတိုးလောင်ထားတဲ့အရေးသွေးနဲ့ဆောက်လုပ်ရေးပစ္စည်းတွေကြောင့်စီးပွားရေးအဆောက်အဦရဲ့အထက်ထပ်တွေစီမီးကူးဆက်လောင်ကျွမ်းသွားခဲ့ပါတယ်။မကြခင်မှာပဲစုံရံကသူ့ရဲ့အဖွဲ့ကိုအခင်းဖြစ်ပွားရာနေရာစီဥဆောင်ခေါ်သွားခဲ့ပါတယ်။ပိတ်မိနေသူတွေကိုဝိုင်းဝန်းကယ်ထုတ်နေတော့မှပဲရုတ်တရက်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။အရှိဆုံးမှရှိနေတဲ့တာဖုန်းဟာအချိန်မီမရှောင်တိန်နိုင်ဘဲပောက်ကွဲမှုအောက်မှာနစ်မြုပ်သွားခဲ့ရပါတယ်။တေမင်းလက်ကနေတီတီလေးလွတ်မြောက်လာခဲ့တဲ့စုံရံကသူ့ရဲဘော်တွေကိုလှမ်းခေါ်ခဲ့ပေမဲ့တာဖုန်းကလွဲလို့လူတိုင်းပြန်ထုတ်ခဲ့ကြပါတယ်။သူတို့အမြန်ပဲလိုက်ရှာခဲ့ကြပေမဲ့သူ့ရဲ့အုတ်ထုပ်ကိုပဲအရင်ဆုံးတွေ့ခဲ့ရပါတယ်။ထပ်ပြီးရှာဖွေပြီးတဲ့နောက်မှာတော့စုံရံဟာပြိုကျပျက်စီးနေတဲ့အပျက်စီးပုံတွေအောက်မှာပြင်းထန်ဒဏ်ရာရနေတဲ့တာဖုန်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပါတယ်။စုံရံဟာတာဖုန်းကိုကြောပိုးပြီးဆရာဝန်စီအပြေးလွှားတဲ့ဆောင်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစုချဒင်းဟာလည်းမီးလောင်မှုအကြောင်းကိုသတင်းကနေတဆင့်သိရှိသွားခဲ့ပါတယ်။မိသက်သမားတဦးဒဏ်ရာရရှိပြီးကယ်ဆယ်နေရတယ်ဆိုတာကြားလိုက်ရတဲ့အခါသူမထိတ်လန့်တုန်လှုပ်ပြီးဆေးရုံစီကိုပြေးသွားခဲ့ပါတယ်။စုံရံမင်းငိမ့်တက်လို့ပြီးလို့ဆေးရုံကိုရောက်လာတဲ့အခါစုချင်းကသူတို့ကိုခွဲစိတ်ခန်းစီအမြန်ပဲလမ်းပြခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကိုစောင့်ကြိုနေတာကတော့အေးဆက်ပြီးအသက်ကင်းမဲ့နေတဲ့ရုပ်အလောင်းတစ်ခုသာဖြစ်ပါတယ်။စုံရံနဲ့တခြားသူတွေဟာခွဲစိတ်ခန်းထဲကိုဖြည်းဖြည်းချင်းရှောက်ဝင်သွားကြပြီးသူတို့နဲ့အတူပခုံးချင်းရှင်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်ဖြစ်သူအေးဆက်ပြီးတေဆုံးရဲ့လဲလျောင်းနေတာကိုမြင်တွေ့ရတဲ့အခါမှာတော့သူတို့တွေမအောက်နိုင်တော့ပဲငိုကြွေးပေါက်ကွဲသွားခဲ့ကြပါတယ်။စုံရံဟာဒါကိုလက်မခံနိုင်ပဲဒေါသတကြီးနဲ့ထရက်ကအပြင်ကိုပြေးထွက်သွားပြီးအခင်းဖြစ်ပွားရာနေရာစီတန်တန်မတ်မတ်ဦးတည်သွားခဲ့ပါတယ်။စောစောကမင်းငင်းတက်နေတော့မှပဲစုံရံဟာဆောက်လုပ်ရေးပစ္စည်းတွေမှာတခုခုမှားယွင်းနေတာကိုသတိပြုမိခဲ့တာကြောင့်ဒီမီးလောင်မှုမှာနောက်ွယ်ကအကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသူအသေးချာယုံကြည်နေခဲ့ပါတယ်။အစည်းအဝေးတစ်ခုမှာသူကမီးလောင်တဲ့နေရာကရှာဖွေတွေ့ရှိချက်တွေဖြစ်တဲ့အဲ့ဒီဆောက်လုပ်ရေးပစ္စည်းတွေအားလုံးဟာရေမြုပ်တွေဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။အစည်းအဝေးအပြီးမှာစုံရံဟာစုချင်းကိုတွားရှာပြီးသူ့ရဲ့စုံစမ်းစစ်ဆေးမှုအရဒီအခြေအနေဟာသူမမိသားစုရဲ့ corporation အတွက်အလွန်မင်းမကောင်းနိုင်ဘူးလို့ပြောပြခဲ့ပါတယ်။ဒါဟာသူ့ရဲ့တာဝန်ဆိုတာကိုစုချင်းသိနေတဲ့အတွက်ကြောင့်သူ့ကိုတားဆီးဖို့မကြိုးစားခဲ့ပါဘူး။စုချင်းအိမ်ပြန်ရောက်လို့အခြေအနေကိုနားလည်အောင်ကြိုးစားနေတော့မှပဲသူမရဲ့မိခင်စီကိုအတွင်းရေးမှုစီကဖုန်းဝင်လာခဲ့ပြီးစုံရံရဲ့တင်ပြချက်ကြောင့်စုချင်းရဲ့ဖခင်ဖြစ်သူဟာစစ်ဆေးမင်းမြတ်ဖို့ခေါ်ဆောင်သွားခြင်းခံရတယ်လို့ပြောလာတဲ့အတွက်သူမရဲ့မိခင်ဖြစ်သူဟာအလွန်ဒေါသထွက်သွားခဲ့ပါတယ်။ဒါကြောင့်စုံရံအလုပ်ကနေအိမ်ပြန်လာတဲ့အခါလူတစ်ယောက်ကသူ့လမ်းကိုပိတ်ပြီးပတ်စံတွေအပြည့်ထည့်ထားတဲ့အိတ်ကိုသူ့လက်ထဲအတင်းထိုးထည့်ပေးပြီးထွက်ပြေးသွားခဲ့ပါတယ်။စုံရံနောက်ကနေလိုက်ပြေးတဲ့အချိန်မှာတော့အဲ့ဒီလူကပြက်ကွယ်သွားခဲ့ပါပြီးသူ့မှာရွေးချယ်စရာမရှိပဲအဲ့ဒီပတ်စံတွေကိုသူ့ရဲ့အထက်လူကြီးစီအနံခဲ့ရပါတယ်သူ့ရဲ့အထက်လူကြီးတွေကတစုံတစ်ယောက်ကသူ့ကို1600နေတာကိုတိကျပေမဲ့စုံရံပတ်စံယူနေတဲ့ဗီဒီယိုကိုမတမာတဲ့စိတ်နဲ့တီးဖြတ်ပြီး online ပေါ်တင်ခဲ့ကြတဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့သူတာဝန်ကနေယာယီရဲဆိုင်ခံလိုက်ရပါတယ်သူ့ရဲ့ရဲဘော်တွေကလည်းသူ့အတွက်ဒေါသတကြီးမခံမရက်နိုင်ဖြစ်ခဲ့ကြပါတယ်ကံကောင်းထောက်မစွာပဲရဲတပ်ဖွဲ့ကအမှန်တရားကိုအမြန်ဆုံးဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရပြီးနောက်မှာတော့စုံရံဟာသူ့ကိုတက်ရင်စီပြောင်းရွှေ့ပေးမဲ့အထက်လူကြီးရဲ့ဆုံးဖြတ်တက်ချက်ကိုညှင်းပယ်ပြီးမိသက်စခန်းမှာပဲဆက်နေဖို့ရွေးချယ်ခဲ့ပါတယ်။စုချင်းအိမ်ပြန်ရောက်တဲ့အခါသူမနဲ့မတိုင်ပင်ပဲဘာကြောင့်ဒီလိုဆုံးဖြတ်ချက်အကြီးကြီးချခဲ့ရတာလဲဆိုတာနဲ့သူ့ရဲ့တနက်တန်ရာကိုဘာလို့သူမကိုလှုပ်ဝက်ထားခဲ့ရတာလဲဆိုတာကိုချက်ချင်းပဲမင်းမြန်တောင်းဆိုခဲ့ပါတယ်။စုချင်းကသူမအနေနဲ့အမှန်တရားကိုပဲသိချင်တာပါလို့ပြောခဲ့ပေမဲ့စုံရံကတော့ရှင်းပြဖို့ဆန္ဒရှိပုံမပေါ်ပါဘူး။ဒေါသအိုးပေါက်ကွဲသွားတဲ့စုချင်းဟာသူ့ကိုစိုက်ကြည့်ပြီးတီးထားတဲ့ကြက်သွမြေတစုပ်ကိုယူကသူ့မျက်နှာတက်တက်စီပြစ်ပေါက်ပြီးအိမ်ထဲကနေဒေါသတကြီးထွက်သွားခဲ့ပါတော့တယ်။အမျိုးသမီးကလှိထားတဲ့ချက်တုံလေးတစ်စုပ်ကိုကောက်ယူပြီးသူမချီရတဲ့သူရဲ့မျက်နှာစီပစ်ပေါက်လိုက်ပါတယ်။ဒါဟာသူကသူမအပေါ်အရာရာကိုဖုံးကွယ်ထားခဲ့တာကြောင့်ပါ။အဲ့ဒီနေ့ကစပြီးစုချင်းကသူ့အပေါ်အေးဆက်ဆက်ဆံခဲ့ပါတယ်။စုံရံကတော့ဘလို့ရှင်းပြရမှန်းမသိပဲနေတိုင်းခေါင်းမိုးပေါ်မှာတယောက်တည်းထိုင်နေခဲ့ပါတယ်။ဒါကိုသူ့ညီမဖြစ်သူကမကြည့်ရတော့တဲ့အတွက်သူ့အကိုနဲ့ရီးစားဖြစ်သူကြားပြေလည်သွားစေဖို့မျှော်လင့်ချက်နဲ့စုချင်းစီဆရာဝန်ပြဖို့လိုအပ်တယ်ဆိုပြီးလိန်ညာပြောကသွားတွေ့ခဲ့ပါတယ်စုချင်းကလည်းကြက်မြောင်စီကနေအမှန်တရားကိုသိရဖို့အခွင့်အရေးယူခဲ့ပါတယ်။သူမကအရန်ပင်ပန်းနေပြီဖြစ်လို့စုံရံနဲ့လမ်းခွဲချင်ပြီလို့တမင်တက်တက်ပြောလိုက်တဲ့အခါစိုးရိမ်တုန်လှုပ်သွားတဲ့ကြက်မြောင်ကအဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုပြုံးစားကြီးပြောချင်တယ်လို့ပြောချလိုက်ပါတော့တယ်။အမှန်တော့စုံရံဟာစုချင်းနဲ့အတူရှိနိုင်ဖို့စစ်တပ်ကတို့တက်ဖို့ပြင်းပြင်းထန်ထန်စူးစမ်းခဲ့တာပါ။ဒါပေမဲ့စုချင်းရဲ့မိခင်ကစုံရံစစ်စစ်ချက်ချရှုံးအောင်ဆရာဝန်ကိုလက်ထိုးခဲ့ပါတယ်။သူပြန်လဲစစ်စစ်ခွင့်တော့စုံနိုင်မဲ့အချိန်မှာတော့စစ်တပ်ကတို့ဝင်ခွင့်တက်တန်းကကုံဆုံးသွားခဲ့ပါပြီ။ဒါကိုကြားလိုက်ရတဲ့အခါစုချင်းဟာသူမရဲ့စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပါဘူး။ပြီးနောက်သူမကသူမအကိုရဲ့တနက်တန်ရာအကြောင်းကိုထပ်မေးတဲ့အခါကြက်မြောင်ကသူ့ရဲ့ထူးချွန်တဲ့ရလက်တွေနဲ့တမားတဲ့ကိုခန္ဓာကြောင့်နေဆက်ကာကွယ်ရေးအထူးတက်ခွက်စီဝင်ခွင့်ရခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ယာဒုဒုက္ခနီးအချိန်မှာပဲအန်ရည်များတဲ့မစ်ရှင်တစ်ခုကြောင့်သူပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးအသက်နဲ့ရင်းပြီးရရှိခဲ့တဲ့ယာဒုတိုးခွင့်ဟာစုချင်းမိခင်ရဲ့မဟုတ်မမှန်သတင်းပို့တိုင်ကြတဲ့ဖုန်းတကောကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။စုချင်းတယောက်အမှန်တရားကိုသိလိုက်ရတဲ့အခါလုံးဝစိတ်ပြတ်အားလျော့သွားခဲ့ပါတယ်။သူမမျက်ရည်တွေကိုမထိန်နိုင်တော့ပဲထိမနိုင်သိမရရှိုက်ကြီးတင်ငင်ငိုကြွေးပါတော့တယ်။စုံရံကသူမအတွက်ဒီလောက်အထိအနစ်နာခံခဲ့လိမ့်မယ်လို့သူမတခါမှမတွေးမိခဲ့ပါဘူး။အဲ့ဒီနောက်မှာစုချင်းကဆေးရုံရဲ့နားနေခန်းစီပြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူမရဲ့ဒေါသတွေကိုမထိန်ချုပ်နိုင်တော့ပါဘူး။သူမစပင်ကဒီကိုဖြတ်ချလိုက်ပြီးအမြန်ပဲထွက်လာကအိမ်စီကိုဒေါသတကြီးပြန်သွားခဲ့ပါတယ်ပြီးတော့သူမရဲ့မိခင်ကိုရင်ဆိုင်ပြီးအဲ့ဒီတုန်းကစုံရံရဲ့စစ်စစ်ချက်ချက်ရှုံးအောင်လုပ်ပြီးသူ့အသက်ကိုတေးလူနီးပါးဖြစ်စေခဲ့တာသူမလားဆိုတာဖြေဖို့တောင်းဆိုခဲ့ပါတယ်သူမရဲ့မိခင်ကတော့ဒါဟာသူမလုပ်ခဲ့တာလို့အေးအေးဆေးဆေးပဲဝန်ခံခဲ့ပါတယ်မိခင်ဖြစ်သူရဲ့အေးဆက်တဲ့သဘောထားကြောင့်စုချင်းဟာပိုပြီးစိတ်ထိခိုက်အသေးကွက်ခဲ့ရပါတယ်အဲ့ဒီအချိန်ကျမှပဲသူမဟာမိသားစုရဲ့စီးပွားရေးလက်ထပ်ပွဲအတွက်ကရိယာတစ်ခုဖြစ်ခဲ့မှနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမမှာကိုပိုင်ခံစားချက်တွေရှိလာတဲ့အခါသူတို့တွေကစုံရံရဲ့ဘဝကိုဖျက်ဆီးပစ်ဖို့အနာဂတ်မှာလှုပ်ဆောင်ခဲ့ကြလို့ပါ။စုချင်းကသူမရဲ့မိခင်ကိုလူတူလိုကောင်းအောင်ဆောင်သူလို့ခေါ်ခဲ့ပြီးအဲ့ဒီအချိန်မှာပဲမိဘတွေနဲ့အပြီးတိုင်အဆက်အသွယ်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တိုင်းထက်အလွန်စိတ်ပြတ်သွားတဲ့စုချင်းဟာထွက်သွားဖို့လှည့်ထွက်တကားဝမှာတော့နေရန်ဘော်ကမိသားစုတပ်ပုံကိုရုတ်တရက်မောကြည့်လိုက်မိပါတော့တယ်။
အမျိုးသမီးဟာသူမရဲ့မိဘတွေရှိမှပဲနေရံဘော်ကမိသားစုတပ်ပုံကိုဖြုတ်ယူပြီးကြမ်းပြင်ပေါ်ကိုအားပြင်းပြင်းနဲ့ရိုက်ခွဲပစ်လိုက်ပါတယ်။ဒါဟာသူမရဲ့မိခင်ကမိသက်သမားရေးစားဖြစ်သူကိုဒုက္ခပေးဖို့ညစ်ပတ်တဲ့နည်းလမ်းတွေသုံးခဲ့တာကြောင့်ပါဒီမြင်ကွင်းကိုအပေါ်ထက်ကသူမရဲ့အကိုဖြစ်သူမြင်တွေ့သွားခဲ့ပြီးသူလည်းပဲသူတို့ရဲ့မိခင်အပေါ်အလားတူစိတ်ပြတ်သွားခဲ့ပါတယ်။ငယ်စဉ်ကတည်းကသူတို့မိဘတွေကသူ့ကိုဖြောင့်မတ်တဲ့သူဖြစ်အောင်မိဘစကားနားထောင်ပြီးတဘဝလုံးရုပ်သေးရုပ်လိုနေထိုင်သွားအောင်တုံ့တင်ခဲ့ကြတာပါ။အခုတော့သူမိဘတွေကဒီလိုရှက်ဖွယ်ကောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတဲ့အတွက်မုတ်ရန်ချန်ဟာဒီအိမ်ကနေရုံထွက်ပြေးခြင်းရုံပဲရှိပါတော့တယ်။သူမရဲ့ရေးစားဖြစ်သူဖြတ်တန်းခဲ့ရတာတွေကိုသိရှိပြီးတဲ့နောက်စုချင်းဟာသူနဲ့ရန်ဖြစ်ခဲ့မိတဲ့အတွက်ကိုပြစ်တင်ခဲ့ပြီးချစ်သူကိုတင်းတင်းကြပ်ကြပ်ပွေးဖက်ကအလိုလျောက်ပြန်လဲတင်းညက်သွားခဲ့ပါတယ်။ဦးလေးနဲ့အတော်ဖြစ်သူတို့ကသူတို့နှစ်ယောက်အတူတူပြန်လာတာကိုမြင်တဲ့အခါမှာပဲနောက်ဆုံးတော့စိတ်အေးသွားခဲ့ကြပါတယ်။မုတ်ရန်ချန်ကတော့လမ်းပြောင်းနေတယ်လို့ခံစားရပြီးစိတ်ကြည်လင်သွားအောင်ဘာတစ်ခုစီသွားခဲ့ပါတယ်။သူ့ကိုသဘောကျနေတဲ့ဘာကအချိန်ပိုင်းဝန်ထမ်းမလေးဟာသူဘာမှရှိနေတာကိုတီးပြီးနောက်လိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့မုတ်ရန်ချန်ကသူမကိုလုံးဝစိတ်မဝင်စားတဲ့အပြင်နှိမ်ချစော်ကားခဲ့ပါတယ်။ဒါဟာရီကျဲကိုအလွန်မင်းစိတ်နာကျင်စေခဲ့ပါတယ်။မုတ်ရန်ချန်ကသူမကိုမထောက်မညာကြည့်ပြီးသူဟာစီးပွားရေးသမားတစ်ယောက်အနေနဲ့နေတိုင်းလူပေါင်းစုံနဲ့ဆက်ဆံနေရတာဖြစ်လို့သူမရဲ့လက်ကွက်အသေးဖွဲတွေကိုထိုးထွင်းမြင်ပြီးသားဖြစ်တယ်လို့ပြောခဲ့ပါတယ်။မုတ်ရန်ချန်ကသူမကိုတိုက်ရိုက်ပဲမောင်းထုတ်လိုက်ပါတယ်။မုတ်ရန်ချန်ရဲ့နှင်းချေခြင်းကိုခံလိုက်ရတဲ့သူမဟာမျက်နှာကိုအုပ်ပြီးရှိုက်ကြီးတင်ငင်ငိုကြွေးခဲ့ပါတယ်။တစ်ချိန်ကသူမအပေါ်ပြသခဲ့တဲ့လူကြီးလူကောင်းဆန်တဲ့အမှုအရာတွေလည်းမရှိတော့ပါဘူး။ရုတ်တရက်ဆိုသလိုရီကျဲရဲ့စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုပေါ်ပေါက်လာပြီးတီးတန့်ခန်းထဲကိုပြန်ဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မုတ်ရန်ချန်မူးမေလဲသွားတဲ့အခါသူ့ကိုဆိုဖာပေါ်မှာတိုက်ရိုက်တိတ်ထားလိုက်ပါတယ်။ပြီးတော့သူမရဲ့အဝတ်စားတွေကိုဖျို့ဖျက်ဖြစ်အောင်လုပ်ပြီးမုတ်ရန်ချန်ရဲ့ဖုန်းကိုတုံးတာသူမိဘတွေစီဖုန်းဆက်ပြီးပြန်ပေးဆွဲငွေ350တောင်းခံခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဘဏ်အကောင့်နံပါတ်ကိုရိုက်ထည့်ခါနေအချိန်မှာပဲမုတ်ရန်ချန်ကသူမကိုတားဆီးလိုက်ပါတယ်။အမှန်တော့သူကတစ်ချိန်လုံးမူးချင်အောင်ဆောင်နေခဲ့တာပါ။သူကရီကျဲကိုသူ့မိခင်ရဲ့ထောင်ချောက်ထဲမကျစေဖို့တတိပေးခဲ့ပါတယ်။အဲ့ဒီလိုပြောပြီးမုတ်ရန်ချန်ထွက်သွားဖို့ပြင်တဲ့အခါမျိုးသမီးကသူ့ကိုလှမ်းခေါ်ပြီးအကယ်၍သူထွက်သွားရင်ရဲတိုင်လိမ့်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့မုတ်ရန်ချန်ကတော့လုံးဝဂရုမစိုက်တဲ့ပုံစံနဲ့အချုပ်ခံအထက်ခံရဖို့တောင်မျှော်လင့်နေတယ်လို့မျိုးပြောခဲ့ပါတယ်။ဒီကျဲကသူ့ရှိမှတင်ရဲဖုန်းခေါ်ခဲ့ပေမဲ့မုတ်ရန်ချန်ကတော့အေးအေးဆေးဆေးပါပဲ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာသူကကိုလက်လျှော့ထားပြီးသားဖြစ်နေလို့ပါမကြခင်မှာပဲမုတ်ရန်ချန်ရဲစခန်းကိုဖမ်းခေါ်သွားခြင်းခံခဲ့ရပါတယ်။သူ့ရဲ့မိဘတွေနဲ့ရှေ့နေရောက်လာခဲ့ပေမဲ့သူကသူတို့ကိုလုံးဝမတွေ့ချင်ခဲ့ပဲတစ်ဖက်ကဆွဆွဲချက်အတိုင်းသူလုပ်ခဲ့တယ်လို့ပဲဝန်ခံခဲ့ပါတယ်။စုချင်းတိသွားတဲ့အခါရဲစခန်းစီအပြေးလွှားရောက်လာခဲ့ပေမဲ့မုတ်ရန်ချန်ကတော့သူ့ညီမရဲ့ message တွေကိုတောင်တုံ့ပြန်မှုမရှိပဲမလုံမရှက်ရှိနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစုံရံကဘားရဲ့ CCTV မှတ်တမ်းကိုစစ်ဆေးခဲ့ပြီးအခင်းမဖြစ်ပွားခင်ကတီးတန့်ကန်အပြင်ဘက်မှာကြက်မြောက်ပေါ်လာခဲ့တာကိုမြင်တွေ့ခဲ့ပါတယ်။သူချက်ချင်းပဲစခန်းကနေထွက်ခွာပြီးသူ့ဝမ်းကွဲညီမကိုတွားရှာခဲ့ပေမဲ့သူမကတော့စုံရံကိုသူတို့တွေထောင်ချောက်ဆင်ခဲ့ပြီးသူမရဲ့အဖေကိုဒူးထောက်ခိုင်းခဲ့တဲ့အပေါ်ရန်ညိုထားဆဲဖြစ်တာကြောင့်မုတ်ရန်ချန်အတွက်တက်တေမရက်ခံပေးချင်ပါဘူး။စုံရံကတော့အညိုတေးရဒီနေ့ကြံရှိတဲ့ဘဝကိုမဖြတ်တန်းကျင်တဲ့အတွက်အဲ့ဒီအရာအလုံးကိုသူလက်လွတ်လိုက်ပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်စိတ်ရှည်လက်ရှည်နဲ့ဖြောင်းဖြပြီးတဲ့နောက်မှာတော့သူဟာကြက်မြောင်ကိုတက်တေပြသဖို့နောက်ဆုံးမှာစီးရုံနိုင်ခဲ့ပါတယ်မကြခင်မှာပဲမုတ်ရန်ချန်ရဲ့မိခင်ဟာရှောင်းရီချန်စီကနေမျက်မြင်တက်တေရှိနေပြီဆိုတာကိုသိရှိသွားခဲ့ပါတယ်သူမကပတ်စံတွေပြစ်ပေါက်ပြီးပြဿနာကိုဖြေရှင်းဖို့ကြိုးစားခဲ့ပေမဲ့ကြက်မြောင်ကအဲ့ဒီပတ်စံတွေကိုလုံးဝအလိုမရှိခဲ့ပါဘူးသူမသားဖြစ်သူရဲ့အပြစ်မဲ့မှုကိုတက်တေပြနိုင်ဖို့အတွက်စုချင်းရဲ့မိဘတွေဟာသူမစီသွားရောက်ပြီးတောင်းပန်တိုးရှိုးဖို့ကလွဲလို့ရွေးချယ်စရာမရှိခဲ့ပါဘူးစုချင်းရဲ့မိခင်ကမုတ်ရန်ချန်မှာအပြစ်မရှိကြောင်းနဲ့ကလဲစားချေခြင်းရင်သူမအပေါ်မှာပဲလုပ်ဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ကြက်မြောင်ကတော့သူတို့တွေသူမအကိုကိုထောင်ချောက်ဆင်ခဲ့တာနဲ့သူမအဖေကိုဒူးထောက်ခိုင်းခဲ့တာကိုဘယ်တော့မှမေးဖြောက်လို့မရတဲ့အတွက်တကယ်ပဲတောင်းပန်ခြင်းနဲ့ဆိုရင်အဲ့ဒီဒူးထောက်ခြင်းကိုဒီနေရာမှာရင်အခုချက်ချင်းပြန်ပေးရမယ်လို့တောင်းဆိုခဲ့ပါတယ်အမြဲတမ်းကုန်ကြက်မြင့်မာပြီးမှမဝင့်ကြွားခဲ့တဲ့စုချင်းရဲ့မိခင်အတွက်တော့ဒါဟာကြီးမားတဲ့အဆက်ခွဲမှုတစ်ခုဖြစ်ပါတယ်ဒါပေမဲ့သူမသားဖြစ်သူအတွက်တော့သူမရုန်းကန်ရင်းနဲ့ပဲဖြည်းဖြည်းချင်းဒူးထောက်ချလိုက်ပါတော့တယ်အဲ့ဒီအမျိုးသားဟာသူ့ရဲ့မိခင်ကိုကလဲစားချေဖို့အတွက်မိန်းကလေးတစ်ယောက်ကသူ့အပေါ်ဆွဆွဲတိုင်တန်းတာကိုခံဖို့ဝန်မလေးခဲ့ပါဘူးရဲတပ်ဖွဲ့ရဲ့စစ်ဆေးမင်းမြတ်မှုအတွင်းမှာတော့သူကဘာတော့ပြန်မှုမှမလုပ်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူ့ရဲ့မိခင်ဟာကိုယ်တိုင်လာရောက်ဖမ်းခံခဲ့ပြီးမုတ်ရန်ချန်ကတော့အပြစ်မရှိကြောင်းတွေ့ရှိရလို့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မိခင်ကတော့ဒီရလက်ကိုလက်မခံနိုင်ပဲစိတ်ခံစားချက်တွေအလွန်အမင်းပြင်းထန်နေခဲ့ပါတယ်သူမကိုဝန်ခံလာအောင်ဖြောင်းချဖို့တားဖြစ်သူကဒီလောက်အထိလုပ်လိမ့်မယ်လို့သူမတခါမှမတွေးမိခဲ့ပါဘူး။တမိဖြစ်သူကရီးစားအတွက်နဲ့သူမနဲ့အဆက်အသွယ်ဖြတ်ခဲ့တာတားဖြစ်သူကလည်းသူမကိုထောင်ထဲရောက်အောင်ဖိအားပေးခဲ့တာတွေကိုတွေးမိပြီးစိတ်ပြတ်အားလျော့သွားတဲ့သူမဟာနောက်ဆုံးမှာတော့သူမရဲ့သားသမီးတွေကိုလွတ်လပ်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာစေယုံအကြီးဟာဥပဒေနဲ့စီမင်းစည်းကမ်းတွေကိုချိုးဖောက်မှုကြောင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။မုတ်ရန်ချန်ကိုမဟုတ်မမှန်ဆွဆွဲခဲ့တဲ့မိန်းကလေးကိုလည်းရဲတပ်ဖွဲ့ကထိန်းသိမ်းခဲ့ပေမဲ့သူကတော့သူမအပေါ်ရာဇဝတ်ကြောင်းအရအေးအေးယူဖို့ကိုအလိုလျောက်ဆွလုပ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ကလည်းစုချင်းရဲ့မိခင်ကိုယ်တိုင်လာရောက်ဖမ်းခံခဲ့တာနဲ့သူမရဲ့ပြင်းထန်တဲ့ယောဂအခြေအနေတို့ကိုထည့်သွင်းစဉ်းစားပြီးရုံးတင်စစ်ဆေးမှုကိုစောင့်ဆိုင်းနေစဉ်အတွင်းအာမခံနဲ့လွှတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။စုချင်းဟာသူမမိခင်ရဲ့စေယုံခန်းပြင်ပမှာရက်နေခဲ့ပြီးအထဲကိုဝင်ဖို့တတိမမွေးနိုင်ခဲ့ပါဘူး။သူမရဲ့ဖခင်ရောက်လာတာကိုမြင်တဲ့အခါမှာပဲအမြန်ပဲထွက်ခွာသွားခဲ့ပါတယ်။မုတ်ရန်ချန်မဟုတ်မမှန်ဆွဆွဲခံရတဲ့ကိစ္စပြီးပြတ်သွားတဲ့နောက်မှာစုချင်းရဲ့ဖခင်ဟာလက်ဆောင်ပစ္စည်းတွေနဲ့အတူစုံရံရဲ့အိမ်စီလာရောက်လည်ပတ်ခဲ့ပါတယ်။သူ့ရဲ့ရုတ်တရက်ရောက်ရှိလာမှုအပေါ်အစပိုင်းမှာအံ့ဩသွားခဲ့ကြပေမဲ့သူ့ရဲ့အရင်နဲ့အတော်တို့ကနှွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ထမင်းစားပြီးတဲ့နောက်စုချင်းရဲ့ဖခင်ကစုံရံကိုလိုက်ပို့ခိုင်းပြီးတီးတန့်စကားပြောဖို့အခွင့်အရေးယူခဲ့ပါတယ်။သူဟာသူ့သမီးအတွက်စိတ်ပူနေခဲ့တာဖြစ်ပေမဲ့စုံရံရဲ့အိမ်ကနှွေးထွေးပြီးတဟဆာတဖြစ်တဲ့အခြေအနေကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာစိတ်အေးသွားခဲ့ပါတယ်။စုံရံအိမ်ထဲကိုပြန်ဝင်လာတဲ့အခါစုချင်းကိုကိုယ်ပတ်ပြီးချိုးသားတဲ့စကားတချို့ပြောဖို့ကြိုးစားခဲ့ပေမဲ့စုချင်းကသူတခုခုဖုံးကွယ်ထားတယ်လို့ခံစားမိခဲ့ပါတယ်။စုံရံကတော့လူလေလုတ်ပြီးအကြောင်းအရာကိုပြောင်းလဲလိုက်ကနောက်နေ့မှာသူမကိုအံ့ဩအောင်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စုံရံဟာစုချင်းကိုသူငှားရမ်းထားတဲ့မင်္ဂလာတိုက်ခန်းစီခေါ်သွားခဲ့ပါတယ်။သူမအထဲကိုခြေလန်းလန်းလိုက်တာနဲ့အလှဆင်ထားတဲ့ပုံစံကြောင့်ဆွဲမှတ်သွားခဲ့ပါတယ်။သူမအခန်းတိုင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့လှည့်ပတ်ကြည့်ရှုခဲ့ပေမဲ့ရန်ကသူမကိုဝရန်တာစီခေါ်သွားတဲ့အခါမှာတော့စုချင်းတယောက်လုံးဝအံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီဝရန်တာဟာလှပတဲ့ဥယျာဉ်ငယ်လေးတစ်ခုဖြစ်နေလို့ပါကလေးတယောက်လိုဝမ်းသာအားရဖြစ်သွားပြီးသူမကအိမ်ရှင်မစီချက်ချင်းဖုန်းခေါ်ဖို့စုံရံကိုပြောခဲ့ပါတယ်။သူဖုန်းထုတ်ပြီးခေါ်ဆိုလိုက်တဲ့အခါစုချင်းရဲ့ကိုယ်ပိုင်ဖုန်းကမြည်လာခဲ့ပါတယ်။စုချင်းဟာအဲ့ဒီအိမ်ရှင်မဆိုသူကသူမကိုယ်တိုင်ဖြစ်နေလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး။သူမအလွန်မင်းစိတ်လှုပ်ရှားသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာစုံရံကသူပြင်ဆင်
ထားတဲ့မင်္ဂလာလက်စွပ်ကိုထုတ်ယူကဒုတစ်ဖက်ထောက်ပြီးအဆိုပြုခဲ့ပါတယ်သူကဒီမျိုးကြီးကိုကာကွယ်တယ်လို့မျိုးသူမကိုလည်းကာကွယ်စောင့်ရှောက်သွားမှာပါလို့စုချင်းကိုချစ်ခွင့်ပန်စကားဆိုခဲ့ပါတယ်စုချင်းရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်ရှံလာခဲ့ပြီးစိတ်လှုပ်ရှားစွာနဲ့ပဲသူမရဲ့ညာဘက်လက်ကိုဆန်တန်းပေးကစုံရံကလက်စွပ်ကိုသူမရဲ့လက်တူကျွဲတဲ့စွပ်ပေးခဲ့ပါတယ်10နှစ်ကြာလမ်းခွဲခြင်းနဲ့ပြန်လည်ဆုံဆေးခြင်းတွေပြီးနောက်မှာသူတို့နှစ်ယောက်ဟာနောက်ဆုံးတော့မင်္ဂလာလျှောက်လန်းထက်ကိုလျှောက်လန်းနိုင်တော့မှာဖြစ်ပါတယ်ဒါပေမဲ့သူတို့မင်္ဂလာဆောင်အတွက်ပြင်ဆင်ရတာအလုံးအများဆုံးဖြစ်နေတဲ့သူကတော့ကြက်မြောင်ဖြစ်နေပါတယ်သူမဟာအကိုဖြစ်သူရဲ့မင်္ဂလာဆောင်အသေးစိတ်အချက်လက်တွေကိုကင်တွယ်ဖြည့်ရှင်းပေးရလို့မအားမလတ်ဖြစ်နေခဲ့ပါတယ်မင်္ဂလာဝတ်စုံရွေးချယ်ဖို့အတွက်တောင်စုချင်းကဆရာဝန်တယောက်ဖြစ်လို့အချိန်မရှိတာကြောင့်သူမကပဲအရင်ဆုံးဝတ်ကြည့်ပေးခဲ့ရပါတယ်သူတို့အနေနဲ့ကြက်မြောင်ရဲ့စီစဉ်မှုကိုအရင်ဖြတ်တန်းရမှာဖြစ်ပြီးနောက်မှစုချင်းကနောက်ဆုံးဆုံးဖြတ်ချက်ကိုချရမှာဖြစ်ပါတယ်မင်္ဂလာဆောင်တပ်ပုံရိုက်ရမယ်နေ့ရောက်တဲ့အခါစုံရံနဲ့စုချင်းတို့နောက်ကျခဲ့ပါတယ်ဓာတ်ပုံဆရာကထွက်ခွာတော့မယ့်အချိန်ဖြစ်လို့ကြက်မြောင်လည်းပြာရခတ်နေခဲ့ပါတယ်ကံကောင်းထောက်မစွာပဲစုံရံနဲ့စုချင်းတို့အချိန်မီရောက်ရှိလာခဲ့ကြပါတယ်သူတို့နှစ်ယောက်ချိုင်းချင်းချိတ်ပြီးအားလုံးစီကိုဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့ကြကအဲ့ဒီပျော်ရွှင်စရာခိုက်တန့်ကိုအချိန်ကာလထဲမှာမှတ်တမ်းတင်ရက်တန့်စေခဲ့ပါတော့တယ်10နှစ်တာကြာရှည်စွာစောင့်ဆိုင်းခဲ့ရပြီးတဲ့နောက်မှာတော့အဲ့ဒီအမျိုးသားဟာနောက်ဆုံးမှာသူချစ်ရတဲ့အမျိုးသမီးနဲ့လက်ထပ်နိုင်ခဲ့ပါတယ်သူတို့တွေအတူတူရှိနိုင်ဖို့အတွက်ရေတွက်လို့မရနိုင်တဲ့အခက်အခဲများစွာကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြရတာပါဒါပေမဲ့ပြင်းထန်တဲ့တိုင်ဖုံးမုန်တိုင်းတစ်ခုဝင်ရောက်လာတာကြောင့်သူတို့ရဲ့မင်္ဂလာဆောင်ပြင်ဆင်မှုတွေပြပြသွားခဲ့ရပါတယ်စုံရံဟာသူ့ရဲ့ခွင့်ရက်ကိုဖျက်သိမ်းပြီး24နာရီအသည့်အနေထားတာဝန်ထမ်းဆောင်ဖို့သွားခဲ့ရပါတယ်အချက်ပေးဥတန်ညီလာတာနဲ့အမျှမိသက်သမားတော့အေဟာမြို့တော်ကိုကာကွယ်ဖို့အသင့်ဖြစ်နေတဲ့အတွက်ချက်ချင်းပဲအရေးပေါ်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်ချက်ချင်းဆိုသလိုပဲပြင်းထန်တဲ့လေမုန်တိုင်းကြီးတိုက်ခတ်လာပြီးနေရာတော်တော်များများရေကြီးရေရှမ်းကအန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်ပေါ်စေခဲ့ပါတယ်သတင်းထောက်တွေကလည်းလမ်းမတွေပေါ်ထွက်ပြီးနောက်ဆုံးရအခြေအနေတွေကိုသတင်းရယူတင်ဆက်နေခဲ့ကြပါတယ်ကြော်ညာဆိုင်ဘုတ်တစ်ခုဟာပြင်းထန်တဲ့လေကြောင့်ပြုတ်ထွက်ပြက်ကျလာပြီးကင်မရာမန်တအူးကိုထိခိုက်ဒဏ်ရာရရှိစေခဲ့တဲ့အတွက်ဆေးရုံမှာလည်းလူနာတွေချက်ချင်းပြည့်နှက်သွားအားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲစုံရံဟာရှေ့တန်းစစ်မျက်နှာမှာရှိနေပြီးမြို့အနှံ့ကဘေးအန္တရာယ်ရှိတဲ့အရာတွေကိုရှာဖွေဖယ်ရှားဖို့သူ့ရဲ့အဖွဲ့ကိုညွှန်ကြားနေခဲ့ပါတယ်မုံရံချန်ဟာအိမ်ပြန်လမ်းမှာအကူအညီတောင်းနေတဲ့ဇနီးမောင်နှံ2ဦးနဲ့ကြုံတွေ့ခဲ့ရပါတယ်ကိုဝင်ဆောင်မျိုးသမီးဟာနေမကောင်းဖြစ်နေပြီးဆေးရုံသွားဖို့လိုအပ်နေတာကိုသူသိလိုက်ရပါတယ်ဘာမှတွေဝေမနေပဲသူတို့ကိုသူ့ရဲ့ကားထဲဝင်ခိုင်းလိုက်ပါတယ်အကျက်တဲချိန်တွေမှာကျင်နာတတ်တဲ့လူတွေဟာအမြဲတမ်းရှေ့ထွက်လာတတ်ကြတာပါမိုးကအင်ဂျီဝတ်ထားတဲ့အမျိုးသမီးတဦးဟာအဖုံးပွင့်နေတဲ့လူသွားလမ်းရေမြောင်းစီကိုခြေလင်းလျှောက်လန်းလာသူတွေမတော်မိအောင်လမ်းညွန်ပြသပေးနေခဲ့ပါတယ်မုံရံချန်ဖြစ်သွားတဲ့အခါအဲ့ဒီအမျိုးသမီးဟာရီကျဲဖြစ်နေတာကိုသတိပြုမိသွားခဲ့ပါတယ်တစ်ချိန်ကသူ့ကိုမဟုတ်မမှန်ဆွဆွဲထောင်ချောက်ဆင်ခဲ့တဲ့အဲ့ဒီမိန်းကလေးရဲ့ဒီလိုအခြေအနေမျိုးကိုမြင်ရလိမ့်မယ်လို့သူဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူးဒါဟာသူ့စိတ်ထဲမှာသူမအပေါ်ထူးခြားတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်ဖြတ်တန်းမောင်းနှင်လာတဲ့ tracker driver တဦးကမိုးရဲရေထဲမှာလူတွေကိုလမ်းညွှန်ပြသပေးနေတဲ့သူမကိုမြင်တွေ့ခဲ့တာကြောင့်သူ့ရဲ့ tracker ပေါ်ကစပီးအချို့ကိုချပြီးအဲ့ဒီအပုံပွင့်နေတဲ့ရေမြောင်းပေါက်ကိုပိတ်ဆို့ဖို့အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့လေတိုက်နှုန်းနဲ့သူချလိုက်တဲ့စပီးတွေရဲ့အလေးချိန်ကြောင့် tracker ဟာမတီးမငြိမ်ဖြစ်ပြီးတိမ်မောက်သွားခဲ့ပါတယ်။ဒီကျဲကအဲ့ဒီမတော်တဆမှုကိုသတိပြုမိပြီးကူညီဖို့အပြေးလွှားသွားခဲ့ပေမဲ့သူမမှာအင်အားအလုံးလောက်မရှိသလိုဘေးပတ်ဝန်းကျင်မှာလည်းအကူအညီပေးမဲ့သူမရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲစုံရံကအဲ့ဒီအခြေအနေကိုလမ်းမြင်သွားခဲ့ပါတယ်သူနဲ့သူ့ရဲ့အသင်းဖော်တွေပူးပေါင်းဆောင်ရွက်ပြီးအဲ့ဒီအမျိုးသားကိုကယ်ဆယ်နိုင်ခဲ့ပါတယ်စူချင်းရောက်ရှိလာပြီးအဲ့ဒီအမျိုးသားရဲ့အခြေအနေကပြင်းထန်နေတာကိုမြင်တဲ့အခါလန်ခီမှာသူ့ကိုကယ်တင်နိုင်ဖို့မျှော်လင့်ချက်နဲ့စုံရံကမိသက်ကားကိုတုံးပြီးလမ်းကိုချက်ချင်းရှင်းလင်းစေခဲ့ပါတယ်လမ်းပေါ်မှာလဲကျနေတဲ့တစ်ပင်တွေကြောင့်လမ်းပိတ်ဆို့နေခဲ့ပေမဲ့ကံကောင်းထောက်မစွာပဲစုံရံဟာပတ်မောင်းမဲ့စားလမ်းကိုပဲရှင်းလင်းဖို့ဆုံးဖြတ်ခဲ့တာကြောင့်တစ်ပင်အောက်မှာပြီးနေတဲ့နောက်ထပ်လူတစ်ရောက်ကိုရှာဖွေတွေ့ရှိခဲ့ပြီးအခြားမိသားစုတစ်ခုကိုပါထပ်မံကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားရဲ့အခြေအနေကအလင်းအမြန်ဆိုးရွားလာနေတဲ့အတွက်သူတို့တွေဆေးရုံကိုအမြန်ဆုံးရောက်ရှိဖို့လိုအပ်နေခဲ့ပါတယ်။တိုင်ဖုံးမုန်တိုင်းအရှိန်ပြင်းနေပြီးလမ်းတော်တော်များများဖြတ်တန်းလို့မရဖြစ်နေတာကြောင့်စုံရံဟာကုကဲမှုစင်တာကိုဆက်သွယ်ပြီးအရေးပေါ်စိမ်းလန်းလမ်းကြောင်းတစ်ခုဖွင့်လှစ်ပေးဖို့လှုံ့ဆော်ခဲ့ပါတယ်။လမ်းညွှန်ချက်တွေတိုင်းမိသက်ကားဟာလူနေရက်ွက်တွေကိုဖြတ်တန်းမောင်းနှင်ခဲ့ပြီးနောက်ဆုံးမှဒါတော့ဒဏ်ရာရရှိထားတဲ့အမျိုးသားကိုဆေးရုံစီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။တနေ့တာလုံးရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့စုံရံနဲ့သူ့ရဲ့အဖွဲ့ဟာနောက်ဆုံးမှာအင်အားပြန်ဖြည့်တင်းဖို့အခွင့်အရေးရရှိခဲ့ပါတယ်။ညနေပိုင်းမှာသူတို့တွေဟာအေးတန်ကြောင့်တုံရီနေခဲ့ကြပြီးအစားအစာကိုတော့မနေ့တိုင်တွေစားတော့နေရပါတယ်။အဲဒီနောက်မှာဥမင်လိုင်ကောင်းတစ်ခုထဲမှာပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိတ်မိနေတဲ့မော်တော်ယာဉ်မောင်းသူတွေဟာချက်ချင်းပဲသူတို့ရဲ့ကားတွေကိုစွန့်ခွာပြီးထွက်ပြေးခဲ့ကြပါတယ်။ဥမင်လိုင်ကောင်းရဲ့အောက်ခြေနှစ်ပိုင်းကြောက်ပြားကြီးတစ်ခုအောက်မှာပြီးနေတာကတော့စူချင်းရဲ့မိခင်ပဲဖြစ်ပါတယ်။သူမကားရဲ့ဒရိုင်ဘာကတော့ဒဏ်ရာရရှိပြီးသတိမေ့မျောနေခဲ့ပါတယ်။စူချင်းရဲ့မိခင်ဟာကားမှန်တကားကိုထုရိုက်ပြီးအကူအညီတောင်းခဲ့ပေမဲ့ဘယ်သူမှပြန်မထုခဲ့ပါဘူး။ဥမင်လိုင်ကောင်းဟာလည်းဒုတိယအကြိမ်ထပ်မံပြိုကျလူနီးပါးဖြစ်နေခဲ့ပါတယ်။သူမချက်ချင်းပဲအရေးပေါ်ကယ်ဆယ်ရေးဌာနစီဖုန်းခေါ်ဆိုခဲ့ပါတယ်။ကိုကဲမှုစင်တာကအနည်းဆုံးမိသက်စခန်းကိုဆက်သွယ်ခဲ့ပါတယ်။စုံရံဟာအမိန့်ကိုလက်ခံရရှိပြီးချက်ချင်းပဲထွက်ခွာလာခဲ့ပါတယ်မကြခင်မှာပဲသူကသူ့ရဲ့အဖွဲ့ကိုအခင်းဖြစ်ပွားရာနေရာစီဥဆောင်ခေါ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစူချင်းမိခင်ရဲ့ကားဟာရွှွန့်လွန်တဲ့တဲတွေအောက်မှာမြုပ်လူနီးပါးဖြစ်နေခဲ့ပါပြီသူမကကယ်ဆယ်ရေးသမားတွေရဲ့အာယုံဆိုင်မှုကိုရရှိဖို့ကားမှန်ကိုအတင်းထုရိုက်နေခဲ့ပါတယ်ရှေ့လေကာမှန်ကတော့နှုံးတွေနဲ့လုံးဝဖုံးလွှမ်းသွားခဲ့ပါပြီသူမရဲ့အင်အားရှိသမျှစူးစီးပြီးဟွန်တီဖို့စူးစမ်းခဲ့ပေမဲ့သူမမှာအင်အားကအလွန်အမင်းနှဲပါနေခဲ့ပါတယ်အပြင်ဘက်မှာရှိနေတဲ့စုံရံဟာတခြားသူတွေကိုကယ်ဆယ်ဖို့ညွှန်ကြားအားနေရင်းနဲ့ပဲဥမင်လိုင်ကောင်းအနက်ပိုင်းထဲမှာထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိသွားခဲ့ပါတယ်။သူတွားရောက်စစ်ဆေးဖို့ပြင်လိုက်စင်မှာပဲအပေါ်ကနေကြောက်ပြားအချို့ပြုတ်ကျလာခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်တွေကပိတ်မိနေသူအားလုံးကိုကယ်ဆယ်ပြီးပြီဖြစ်ကြောင်းနဲ့ဒုတိယအကြိမ်ထပ်မံပြိုကျနိုင်တဲ့အန္တရာယ်ရှိကြောင်းတင်ပြခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲစူချင်းရဲ့မိခင်ဟာဟွန်းကိုနောက်ဆုံးတော့အောင်မြင်အောင်တီးလိုက်နိုင်ပါတယ်။စုံရံချက်ချင်းပဲသတိမူမိသွားခဲ့ပါတယ်။သူကားမှန်ကိုရိုက်ခွဲပြီးကားထဲကိုလှမ်းကြည့်လိုက်တဲ့အခါပိတ်မိနေတဲ့သူဟာသူရီးစားရဲ့မိခင်ဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။သူခဏတာစွန့်သွားခဲ့ပြီးနောက်ချက်ချင်းပဲသူမကိုကယ်ထုတ်ဖို့လက်ကမ်းပေးခဲ့ပါတယ်။စူချင်းရဲ့မိခင်ကလည်းလက်ကမ်းပေးရင်းစုံရံကိုလှမ်းကြည့်ခဲ့ပါတယ်။သူတို့မျက်ဝန်းချင်းစုံသွားခဲ့ကြပြီးသူမကသူ့ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ပါတယ်။ဒီလိုနဲ့အရေးကြုံတဲ့အခိုက်အတန့်မှာစုံရံကသူမကိုဘေးကရစီဆွဲတင်ကယ်ထုတ်ပေးခဲ့ပြီးသူတို့ရဲ့ရင်ပေါ်စီပို့ဆောင်ပေးခဲ့ပါတယ်။တစုံတစ်ယောက်ကစုံရံနဲ့သူမရဲ့တော်ဆက်မှုကို
မေးမြန်းတဲ့အခါသူမခေါင်းလှည့်ပြီးသူ့ကိုလှမ်းကြည့်ခဲ့ပါတယ်မိုးရဲရေထဲမှာရက်နေရင်းနဲ့ပဲသူမရဲ့အတိအစွဲလန်းအားလုံးပျောက်ကွယ်သွားခဲ့ပြီးနောက်ဆုံးမှာတော့သူ့ကိုသူမရဲ့တမက်အဖြစ်အတိအမှတ်ပြုလိုက်ပါတော့တယ်မကြခင်မှာပဲတိုင်ဖုန်းမုန်တိုင်းဖျက်ကျော်သွားခဲ့ပြီးအရာအားလုံးပုံမှန်အတိုင်းပြန်လည်ဖြစ်ပျက်လာခဲ့ပါတယ်သူမရဲ့မိခင်ဟာတမီးဖြစ်သူနဲ့စုံရံတို့ရဲ့အိမ်အောင်ရေးကိုလုံးဝမကန့်ကွက်တော့တဲ့အပြင်မင်္ဂလာဆောင်စီစဉ်မှုတွေမှာတော့တက်တက်ကြွကြွနဲ့ပါဝင်ကူညီပေးလာခဲ့ပါတယ်သူမမိခင်ရဲ့ပြအောင်လဲမှုကိုမြင်တွေ့ရတဲ့အခါစုချင်းဟာနောက်ဆုံးမှာတော့သူမမပြုံးပြဖြစ်တာကြာပြီဖြစ်တဲ့အပြုံးမျိုးနဲ့ပြုံးနိုင်ခဲ့ပါပြီ။တနေ့မနေ့စောစောမှာစုချင်းဟာသူတို့ရဲ့နှွေးထွေးတဲ့အိမ်အသစ်ကလေးထဲမှာနိုးလာခဲ့ပေမဲ့သူမရဲ့ရည်စားဖြစ်သူကိုဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူး။သူ့ကိုရှာဖို့ခေါင်းမိုးပေါ်စီတက်သွားခဲ့ပါတယ်။တေချာတာပေါ့စုံရံဟာအဲ့ဒီနေရာမှာတိတ်ဆိတ်စွာထိုင်ရင်းလှပတဲ့ရှုခင်းကိုခံစားနေခဲ့တာပါ။သူတို့နှစ်ယောက်တိတ်ဆိတ်အတူတူထိုင်နေခဲ့ကြပါတယ်။ချစ်ခွင့်ပန်ခဲ့တဲ့အခိုက်အတန့်လိုညရင်ခုန်စိတ်လှုပ်ရှားမနေတယ်လို့မင်္ဂလာပွဲကျင်းပတဲ့အချိန်လိုမျိုးလဲစူညံမနေခဲ့ပါဘူး။ဒါပေမဲ့ဘယ်တော့မှထပ်မဆိုပို့ပြီးတော့ပျော်ရွှင်နေခဲ့ကြပါတော့တယ်။